အားလုံးရှင်ပြီလားအားလုံးဒီရှင်ပြီတယ်ပါတယ်ဆိုရင်တော့ကျွန်တော်ဒုတိယအပိုင်းပြန်စမယ်ဒုတိယအပိုင်းပြန်စမယ့်ဟာကအခုနတင်ပေးတဲ့ dispensation ပေါ့နော်ဘုရားသခင်သတ်မှတ်ထားတဲ့အချိန်ကာလကဘယ်လိုစတင်ခဲ့တယ်လဲဘယ်လိုဖြစ်ခဲ့တယ်လဲဆိုတာလေးကိုကျွန်တော်တို့စတင်မှာဖြစ်ပါတယ်ပထမဆုံးကကျွန်တော်တို့မြှပြထားတဲ့ဟာကိုတွေ့မြင်ထင်တယ်အဲ့ဒီကကျွန်တော်တို့ချင်းလူကြီးကတော့နော်ကျွန်တော်ဗမာလူပဲဘာသာပြန်မယ်ကျွန်တော်ဟာပြောလို့ဒီ Queen Pike မှာရှိတဲ့အနီရောင်မပြတဲ့ဒီဖက်ကထာဝရလွန်လေပြီးတော့အချိန်ကာလလို့ပြောထားတယ်နော်ထာဝရလွန်ခဲ့ပြီးတော့အချိန်ကာလမှာဘယ်သူရှိခဲ့တယ်လဲဆိုတော့ဘုရားသခင်ပဲရှိတယ်ဒီထာဝရလွန်လေပြီးတော့အချိန်ကာလ eternal past မှာဘယ်သူမှမရှိသေးဘူးထာဝရဘုရားသခင်နဲ့သားတော်ယေရှုခရစ်တော်နဲ့ဝိညာဉ်တော်ဘုရားပဲရှိတယ်အဲ့ဒီအချိန်မှာဘယ်လို့နှစ်ကာလဘယ်လို့ရှိလဲအချိန်ကာလဘယ်လို့ကျလဲဆိုတာ eternal past ဆိုတဲ့နော်ထာဝရလွန်လေပြီးတော့အချိန်ကာလဟာဘယ်လို့အချိန်အခါကြာမြင့်ခဲ့တယ်လဲဘယ်လို့အချိန်အခါရှိခဲ့တယ်လဲဆိုတာဘယ်သူကမှမသိနိုင်ဘူးပြီးတော့ဒီကနေ့စပြီးတော့ဖန်ဆင်းခြင်းဆိုတာကိုဒီကနေ့စတင်တယ်ဖန်ဆင်းခြင်းဆိုတာစတင်တာနဲ့ဖက်မှာကျွန်တော်တို့ပြန်သွားမယ်ဆိုရင်တော့နောက်ဆုံးမှာကျွန်တော်တို့တွေ့ထားတဲ့အတိုင်းပဲ eternal future ဒီဟာက eternal future ဖြစ်တယ်ထာဝရလာရမယ့်အနာဂတ်ဖြစ်တယ်ဆိုတော့အခုဆရာမတို့တင်ရမယ့်ဟာကဒီ eternal past ထာဝရလွန်လည်ပြီးတော့အချိန်ကာလနဲ့ eternal future လာမယ့်အနာဂတ်ထာဝရအသက်ရှင်ခြင်းနဲ့ထာဝရတည်ခြင်းတရားမရောက်ခင်ကြာကာလမှာဒီကြာကာလမှာခက်ကာလဆိုတာရှိတယ်အဲ့ဒီခက်ကာလနဲ့ခက်ကာလနဲ့အချိန်ကာလမတူဘူးနော်ခက်ကာလနဲ့အချိန်ကာလကအချိန်ကာလကသုံးကာလခွဲခြားထားတယ်နော်ခမဲတော်ခတ်သားတော်ခတ်ဝိညာဉ်တော်ဖျားခတ်မဟုတ်ဘူးနော်အချိန်ကာလကသုံးကာလပန်းချထားတယ်ခက်ကာလ period ကခုနှစ်ကာလပန်းချထားတယ်အဲ့ဒါမှတ်ထားအချိန်ကာလဆိုရင်ခုနှစ်ခုရှိတယ်ခက်ကာလဆိုရင်သုံးခုရှိတယ်အဲ့ဒါခမဲတော်ခတ်သားတော်ခတ်နော်ဝိညာဉ်တော်ဖျားခတ်မဟုတ်ဘူးဆိုတော့ဒီလွန်ခဲ့ပြီးတော့ထာဝရအချိန်ကာလနဲ့လာမယ့်ထာဝရအနာဂတ်ကာလကြာထဲမှာဒီဖန်ဆင်းစဉ်ကနေစပြီးတော့ဖန်ဆင်းစဉ်အချိန်ကနေစပြီးတော့နောရဲ့ရည်လွှမ်းမိုးခြင်းအချိန်ကာလအထိနော်နောရဲ့ရည်လွှမ်းမိုးခြင်းအချိန်ကာလကိုလွန်ခဲ့သောအချိန်ကာလလို့ခေါ်တယ်နော်လွန်ခဲ့သောအချိန်ကာလလို့ခေါ်တယ်နော်ဖန်ဆင်းခြင်းကနဲ့နောရဲ့ရည်လွှမ်းမိုးခြင်းကာလကိုလွန်ခဲ့သောအချိန်ကာလလို့ခေါ်တယ်နောရဲ့ရည်လွှမ်းမိုးခြင်းအချိန်ကာလကနဲ့ဒီမှာယေရှုခရစ်တော်ဒုတိယကြွလာခြင်းအချိန်ကာလကိုယခုချိန်ကာလလို့ခေါ်တယ်ကျမ်းစာဖတ်တဲ့အချိန်တိုင်းမှာယခုအချိန်ကာလဒီဆိုရကျမ်းပိတ်အဖရအခန်းကြီး9အငယ်စဉ်ကမှာယခုအချိန်ကာလဒီလို့ပြောထားတယ်ကျွန်တော်တို့ဟာခါစကတော့အတူကန်ဇာနီဒီမီကဇန်ဒီမီကချိန်ကာလအချိန်ကာလဟာ၃မျိုးရှိတယ်ဆက်ပြောမယ်ပထမအချိန်ကာလဟာဖန်ဆင်းခြင်းကနဲ့နောအကြည်လွှမ်းမှုခြင်းကာလကိုဖြစ်တယ်အခုအချိန်ကာလယခုအချိန်ကာလဆိုတာကနောရဲ့ရည်လွှမ်းမှုခြင်းခံရတာနဲ့ဒုတိယကြွလာခြင်းယေရှုခရစ်တော် second coming ဒုတိယကြွလာခြင်းကိုယခုအချိန်ကာလလို့ခေါ်တယ်ယေရှုခရစ်တော်ဒုတိယအချိန်ကြွလာတာနဲ့နှစ်ပေါင်းတစ်ထောင် millennium kingdom စတင်ပြီးမှအဲ့ဒီလာရမယ့်အချိန်ကာလအနာဂတ်ကာလကိုလာမယ့်အချိန်ကာလနော်လာမယ့်အချိန်ကာလလို့ခေါ်တယ်အဲ့ဒါလေးကိုကျွန်တော်တို့သိဖို့လိုတယ်ဖန်ဆင်းခြင်းကလေးကနဲ့ထာဝရတည်ခြင်းနဲ့အသက်ရှင်ခြင်းကြကာလမှာအချိန်ကာလ၃ခုရှိတယ်လွန်ခဲ့သောအချိန်ကာလယခုအချိန်ကာလလာမယ့်အချိန်ကာလ၃ခုရှိတယ်အဲ့ဒါကိုမှတ်ထားပါခမဲတော်ခတ်သားတော်ခတ်ဝိညာဉ်တော်ခတ်မဟုတ်ဘူးအဲ့ဒါကိုကျမ်းစာကပေါ်ပြတာဖြစ်တယ်နံပါတ်2ခက်ကာလနဲ့နော် period နဲ့ပြောမယ်ဆိုရင်နော် period နဲ့ပြောမယ်ဆိုရင်တော့အဲ့ဒီ period ကတော့ဒီထဲမှာမြတ်ပြထားတဲ့တွေ့တယ်အခုနပြောသလို innocence ပေါ့နော်အခုနပြောသလိုခက်ကာလနဲ့ဆိုရင်တော့နော်ဘာမှမတည်တဲ့အပြစ်မရှိတဲ့အချိန်ကာလနော်အတိညာရှိလာတဲ့အချိန်ကာလနော်ခက်ကာလနဲ့ချိန်ကာလ period နဲ့ချိန်ကမတူဘူးနော်ပြီးတော့
မိသားစုနဲ့လူမျိုးနဲ့နော်ဟာနဲ့အချင်းခက်ကာလပြီးတော့ promise နော်ကတိတော်ခက်ကာလ law နော်ပြချန်နော်ပညာတော်ကာလ grace period ကျေးဇူးတော်ကာလနော်အဲ့လိုကဲအချင်းနဲ့ခက်ကခွဲခြားဖို့လူတယ်ဆိုတာကိုဆရာဆရာမတို့ကိုဒီကနဲ့ပြောချက်ချင်းဖြစ်ပါတယ်အဲ့ဒါကြောင့်အခုကတော့ကျန်းစာဖတ်ခြင်းအပြင်ကျွန်တော်တို့ဆက်လက်ပြီးတော့ဖို့ကပြန်ကြည့်ရအောင်ဒီပြီးတော့အဲ့ဒီခက်ကာလအကြောင်းကိုလည်းအားလုံးနားလည်မြင်ထင်ပါတယ်ဒီလောက်နဲ့ပဲအချိန်ကာလနဲ့ခက်ကာလခွဲခြားပုံပေါ့နော်အချိန်ကာလနဲ့ခက်ကာလခွဲခြားပုံကိုဒီလောက်ဆိုနားလည်မြင်ထင်ပါတယ်လို့နော်ဒါဆိုတော့ screen စုကိုကျွန်တော်ဖြတ်လိုက်ရတော့မယ်ကဲဆိုတော့ကျွန်တော်တို့ဟာခါလို့ပြောမယ်ဆိုတော့စန်ထုံcentury နော်အချိန်ကာလက3ခုရှိတယ်ခက်ကာလက9ခုရှိတယ်အဲ့ဒါကိုကျန်းစာကပန်းချက်ခွဲချက်ပြီးသားဖြစ်တယ်ဆိုတာကိုကျွန်တော်တို့အားလုံးသိပြီးသားဖြစ်တယ်အဲ့ဒါကြောင့်ကျွန်တော်တို့အချိန်ကာလဆိုတဲ့အဲ့ဒီလွန်ခဲ့ပြီးတော့အချိန်ကာလနဲ့ယခုချိန်ကာလနဲ့လာမယ့်အချိန်ကာလကိုကျွန်တော်တို့မတော်တော့ဘဲနဲ့ကျွန်တော်တို့ပထမအဆုံးinnocence ပေါ့နော် innocent ကိုပထမခက်ကာလကိုကျွန်တော်တို့ကြည့်ရအောင်ပထမခက်ကာလကအာဒမ်နဲ့ဧဝကနော်အေဒန်ဥယျာဉ်မှာနေတဲ့အချိန်လို့ခေါ်တယ်အာဒမ်နဲ့ဧဝကအေဒန်ဥယျာဉ်မှာအချိန်ကာလမှာနေတဲ့အချိန်ကာလကလုံးဝအပြစ်တရားကင်းရှင်းတဲ့အချိန်ကာလဖြစ်တယ်ဘာစူဘာကူမမတည်တဲ့အချိန်ကာလဖြစ်တယ်အဲ့ဒီအချိန်မှာဘုရားသခင်ကဘာကူပြုတ်ခဲ့တယ်လဲဆိုတော့ဒီအတိကိုမဆရဘူးနော်ဥယျာဉ်ခြံထဲမှာရှိတဲ့အလေဘူးမှာရှိတဲ့အဆုနဲ့အကောင်းမီတန်တော့အတိကိုလုံးဝမဆရဘူးဆိုတာဘုရားသခင်ကဂတိပေးထားတယ်ပြောထားတယ်ဒါပေမဲ့အာဒမ်နဲ့ဧဝကစားတဲ့အတွက်ကြောင့်သူတို့ကဘုရားသခင်ရဲ့ကျင့်ချင်းနော်ဘုရားသခင်ရဲ့တိုင်ခက်ချက်ကိုခံရတယ်ကျွန်တော်တို့ပြန်မှာတွေ့လဲကပ္ပဦးကျအခန်းကြီး3အငယ်15မှာတွေ့တယ်ကပ္ပဦးကျအခန်းကြီး3အငယ်6ကနေ9ကိုဖတ်မယ်ဆိုရင်တော့ဒီအတိကိုလုံးဝမဆန်နဲ့စားရင်စားတဲ့နေ့ကနဲ့သိမယ်ဆိုပြီးတော့ဘုရားသခင်ကပြောထားတာတွေ့တယ်အဲ့ဒါကြောင့်ဘုရားသခင်ရဲ့စကားကိုနားမထောင်တဲ့အတွက်ကြောင့်ဘုရားသခင်ရဲ့ပြောသောစကားကိုနားမထောင်တဲ့အတွက်ကြောင့်သူတို့ကအတိကိုစားတဲ့အတွက်သူတို့ဘုရားသခင်ရဲ့ကျင့်ချင်းအမင်္ဂလာကိုခံစားရတယ်အဲ့ဒီနေ့ကနဲ့အပိတ်ကိုကျွလွန်ခြင်းဖြစ်တယ်သူတို့ချင်တာကဘုရားသခင်ကသူတို့ကိုဂတိပေးပြီးသားဖြစ်တယ်နော်အဲ့ဒါကြောင့်ဒီခက်ကာလကနော် innocent ခက်ကာလလို့ခေါ်တယ်အဲ့ဒါပြီးတာနဲ့သူတို့ကအပိတ်ကျွလွန်တာနဲ့သူတို့ကအတိတရားပွင့်လင်းလာတယ်အတိတရားပွင့်လင်းလာတယ်ဆိုတာကဖျားနဲ့နော်ဝိညာဉ်ကြီးရတတိတရားမဟုတ်ဘူးဘာလဲဆိုရင်တော့အပိတ်တရားကနဲ့ဇာတိပဂတိကနဲ့ပွင့်လင်းလာတာပထမတော့ innocent လုံးကတော့ဝိညာဉ်တော်ဖျားနဲ့ဘောနော်အသက်ရှင်တာ spiritual life ပဲဒါပေမဲ့အခုကတော့ spiritual death ဖြစ်သွားတဲ့အချိန်မှာနော်ဝိညာဉ်ကြီးရဖက်ကနဲ့သူတို့ကတဲတဲ့လူဖြစ်တဲ့အချိန်မှာဇာတိပဂတိ physical life ကနေ carnal life ကအသက်ရှင်လာတယ်မျက်စိပွင့်လင်းလာတယ်အဲ့ဒါကြောင့်အဲ့ဒီချိန်မှာဘုရားသခင်ကဘာပြောလဲဆိုတော့သူတို့ကဘာပြောလဲကဲဒါဆိုရင်ခမည်းတော်နဲ့ကျွန်တော်တို့ကပြန်လဲပြီးတော့ဆက်တွေ့နိုင်အောင်ပြန်လဲပြီးတော့relationship လုပ်နိုင်အောင်နင်တို့ကငါကတိကိုပယ်ဖြတ်တဲ့အတွက်ကြောင့်ဒုတိယအကျင့်ဘာပြောလဲကောင်းသောအကျင့်ကိုကျင့်ရမယ်နော်ကောင်းသောအကျင့်ကိုကျင့်ရမယ်အခုနပြောတဲ့ဥပဒေဆောင်ငါးအုပ်ထဲမှာလောက်ရမယ့်ဟာက365မလောက်ရမယ့်ဟာက248ဘုရားသခင်ကအဲ့လိုမျိုးပြောထားတယ်ကောင်းသောအကျင့်ကိုကျင့်ရမယ်ဘုရားသခင်ကိုအမဲတမ်းပူရဆက်ကရမယ်အာဒမ်နဲ့ဧဝကဥရှင်အေဒင်ဥရှင်ကနဲ့သူတို့ကိုမောင်းထုတ်ပြီးမှတင်တော့နဲ့ပြန်လေပြီးတော့ဆက်တွေ့ခြင်းနဲ့တင်တော့နဲ့ပြန်လေပြီးတော့ relationship fellowship လုပ်မယ်ဆိုရင်တော့တင်တော့ကငါ့ကိုအမဲတမ်းပူကျော်မယ်တင်တော့ကငါ့ကိုအမဲတမ်းဆက်ကပ်မယ်ဘုရားသခင်ကသူတို့ကိုပြောလိုက်တယ်ဒါပေမဲ့သူတို့ကဘုရားသခင်ကိုဆက်ကပ်လားမဆက်ကပ်ဘူးဘာလို့လဲသူတို့ကအပြစ်တရားနဲ့ပဲအသက်ရှင်လာတော့တယ်နော်ဘုရားသခင်ကလည်းမပူဇော်တော့ဘူးဘုရားသခင်ကလည်းမဆက်ကပ်တော့ဘူးဒီလောကမှာပဲသူတို့ရောက်ဒီပကတိနဲ့အသက်ရှင်လာတဲ့အချိန်မှာနော်လုံးဝဘုရားကိုမသိတော့ဘူးအဲ့ဒီအချိန်မှာဘာဖြစ်လဲသူတို့ကတယောက်နဲ့တယောက်ထင်းများမင်္ဂလာလက်ထက်ကြတယ်
နော်ဥပမာပြောမယ်ဆိုတော့တစ်ခုခက်ကလာလူတစ်ခုမှလည်းဖြစ်ပေါ်လာပြီမိမနဲ့မိမလေးလက်ထက်တယ်ယောက်ျားနဲ့ယောက်ျားလေးလက်ထက်လိုက်တယ်နော်အဲ့လိုမျိုးဒီအချိန်နော်ရဲ့အချိန်ရောက်လာတဲ့အချိန်ရှိနော်အာဒမ်နဲ့အေဝါအဲ့ဒီဥရှင်မျိုးဥရှင်တော်ကနေမောင်းထုတ်လာပြီပြီးတော့နော်ရဲ့အချိန်ရောက်လာပြီဆိုတော့လုံးဝဖျားတည်တဲ့လူတယောက်မှမရှိဘူးကပ္ပဦးကျအခန်းကြီးငါးခုဖတ်တဲ့ကပ္ပဦးကျအခန်းကြီးငါးမှာနောက်ဆုံးမှတွေ့တာကပါလေအဲနော့ဆိုတဲ့လူတယောက်ရှိတယ်တဲ့အဲ့လူကသားတယောက်ကိုမွေးဖွားလာတယ်တဲ့အဲ့ဒီသားကိုသူ့နာမည်ကနော့အဲလူမှတ်ထားတယ်တဲ့နော်ကျွန်တော်ဖတ်ကြည့်မယ်ကပ္ပဦးတယောက်ရောက်ဖတ်ပါကပ္ပဦးကျအခန်းကြီးငါးအဲ့ဒါအရင်ကျတဲ့ကပ္ပဦးကျအခန်းကြီးငါးအငယ်28ဒီကျနဲ့ဖတ်ကြည့်ပါအရင်ကျတဲ့ဆရာအဲ့ဒီကပ္ပဦးကျအခန်းကြီးငါးအငယ်2858ဟုတ်တယ်58လာမတ်ဒီအသက်180နှစ်ရှိတော်သားကိုမြင်၍29လည်းဖတ်ရမှာပေါ့ဆရာဟုတ်တယ်28ဟုတ်တယ်ဤသူဒီထာဝရဖျားချိန်တော်မူသောမိ၌လှုပ်၍ပင်ပန်းစွာခံရသောငါတို့အားတက်တာစီသောသူဖြစ်လိမ့်မယ်ဟု၍သူကိုနောဤဟုသောအမေဖြင့်မဲ့လီ၏ရပြန်ဖက်ပေးပါလာမတ်ဒီအတက်180နှစ်ရှိသောသားကိုမြင်၍ဤသူဒီထာဝရဖျားချိန်တော်မူသောမိ၌လှုပ်၍ပင်ပန်းစွာခံရသောငါတို့အားတက်တာစီသောသူဖြစ်လိမ့်မယ်ဟု၍သူကိုနောအခန်းကြီး6အငယ်9ကိုဆက်ဖက်ပါမြေပေါ်မှာလူအဖြစ်ကြီး၍သူဤစိတ်နှလုံးအကြံစီရှိသမျှတို့သည်အစစ်အပြတ်စိုးညစ်ခြင်းတက်ရှိကြောင်းကိုဘုရားသခင်သိမြင်မူလေဟုတ်ပြီနော်ကဲစဉ်းစားကြည့်အာဒမ်နဲ့အေဝါအေဒင်ဥရှင်ကနေမောင်းထုတ်လာတာနဲ့ဘုရားသခင်ကပါပြောလဲနင်တို့နဲ့ငါတို့နိကကပြန်လဲနေထိုင်ဖို့ရအတွက်ငါစကားကိုနားမထောင်တဲ့အတွက်ကြောင့်ဒီအေဒင်ဥရှင်မှာတော့နေလို့မဖြစ်တော့ဘူးနင်တို့ spiritual life spiritual death ဖြစ်သွားပြီဝိညာဉ်ရေးရာကနေတေပြီးသားဖြစ်တဲ့အတွက်ကြောင့်ဘုရားသခင်ဟာထာဝရဘုရားဒီဝိညာဉ်ဖြစ်တဲ့အတွက်ကြောင့်ဝိညာဉ်နဲ့တာခြင်းကိုယ်ကွယ်လို့ရတဲ့အတွက်ကြောင့်သူတို့မှာဝိညာဉ်ရေးရာဖက်မှာတေသွားတဲ့လူဖြစ်တဲ့အတွက်ကြောင့်နော်ဇာတိပကရိနဲ့အသက်ရှင်လာတဲ့ချိန်မှာငါ့ကိုပူဇော်မယ်ငါ့ကိုဆက်ကပ်မယ်ဆိုရင်တင်းတို့ကိုငါကောင်းချီးပေးမယ်တင်းတို့ကိုငါဆောင်ရှောက်မယ်လို့ဘုရားသခင်ကတိပေးထားတယ်ဒါပေမဲ့လုံးဝပူဇော်ခြင်းမလုပ်တော့ဘူးအာဘဲတယောက်ကပဲသူမွေးထားတဲ့သူအကောင်းဆုံးထဲမှာအာဘဲတယောက်ကပဲပူဇော်ခြင်းလုပ်တယ်ကာယသားတမီးတွေကလည်းမလုပ်တော့ဘူးကျန်တဲ့လူတွေကလုံးဝမလုပ်တော့ဘူးအဲ့ဒီချိန်မှာဘုရားသခင်ရဲ့ရက်ဘောနော် the rest of God ဘုရားသခင်နဲ့ဆိတ်ရှုခြင်းဘုရားသခင်ရဲ့ဒေါသအမြတ်ဒေါသကိုလူတွေအပေါ်မှာထွက်လာတယ်ဘာဖြစ်လို့ထွက်လာတယ်လဲဆိုတော့အခုနကပ္ပဦးကျအခန်းကြီးအငယ်9မှာဖတ်တာလူတွေရဲ့နှလုံးသားထဲမှာလဲတယောက်နဲ့တယောက်နော်အပြစ်တင်ခြင်းအားလုံးလူသားတွေကအပြစ်တရားနဲ့ပြည့်စုံလာတဲ့အချိန်မှာသူတို့ရဲ့အကျင့်ကာယကံဝစီကမနောကံဗမာလူပေါ့နော်ကာယကံဝစီကမနောကံအကုန်လုံးကအပြစ်တရားနဲ့ပြည့်စုံလာတယ်သူတို့ပတ်ဆက်လေချာနဲ့လက်ကနဲ့လေလောက်တယ်နော်နှလုံးသားထဲနဲ့မကတော့ဘူးဘယ်သူကမှဖျားသခင်ကိုတည်တဲ့လူတယောက်မှမရှိတော့ဘူးအဲ့ဒီချိန်မှာလာမက်ဆိုတဲ့လူတယောက်ကတဲ့နော်ကပကျဲဆောက်ကိုဖတ်တဲ့ချိန်မှာအခန်းကြီး9နဲ့အခန်းကြီး6ဖြစ်လို့အရှိအနောက်လူမထင်နဲ့နော်အဲ့ဒါဓမ္မကျမ်းစာကတည်းလူအဆက်အသွယ်ရှိတယ်အဲ့ဒီချိန်မှာလာမက်ကတားလဲမွေးရတယ်အဲ့ဒါတားလဲမွေးတဲ့ချိန်မှာလူတွေကအယံပင်ပန်းလာပြီဖျားသခင်ရဲ့ကျင့်ချင်းအမင်္ဂလာကိုခံစားလာရပြီလုံးဝဘေးဒုက္ခခံစားတဲ့အချိန်မှာလာမက်ကအော်ဒီတားလဲကဖျားသခင်ရဲ့ကျင့်ချင်းအမင်္ဂလာဘုရားသခင်ရဲ့စိတ်ဆူခြင်းအမျက်တော်တာကနေငါတို့ကိုကယ်တင်မဲ့တာဖြစ်ပါစေဆိုပြီးမှသူ့နာမည်ကိုနောအဲလို့မှတ်ထားလိုက်တယ်။နောအဲဆိုတဲ့နာမည်ကအရန်ကောင်းတဲ့နာမည်နော်။ဘုရားသခင်ရဲ့အမျက်တော်တာစိတ်ဆူခြင်းချင်းမင်္ဂလာကနေကယ်ထုတ်မဲ့သူဆိုပြီးတော့နောအဲကိုနာမည်မှတ်ထားတယ်တဲ့။ဆိုတော့အဲ့ဒီနောအဲကဘုရားသခင်ကဘာပြောလဲအလူတွေကိုဘာပြောလဲငါကူပူဇော်မယ်ဆက်ကက်မယ်ဆိုတာဘယ်သူကမှပူဇော်မဆက်ကက်တော့သူတို့တောက်တွေစားတယ်ပြောတယ်ပါတယ်
มิงกลาสมป่วยเราเลยมิวน้องโลกาไม่พิวมาเลยจริงมาพยาตะคิงกะดันแคตาบ้านนั้นจีดันแคตาตะเลยยีรัวมูชินดันแคตาเลยยีรัวมูชินดันแคตาเลยတော့လူသားတွေအားလုံးတိဆန်နေအားလုံးတည်ကုန်တယ်အထူးချုပ်ပြောမယ်ဆိုတော့နော့ရဲ့နဲ့မိသားစု၈ယောက်ပဲကျန်တော့တယ်နော့ရဲ့နဲ့မိသားစု၈ယောက်ကိုဘုရားသခင်ကပါပြောလဲဆိုတော့ကဲနော့ရဲ့တော့မိသားစုတင်းတော့ဟာငါတင်ဘောကနေကဲတင်ခဲ့ပြီးရေလွှမ်းမှုချင်းကနေကဲတင်ခဲ့ပြီးတဲ့အတွက်ကြောင့်တင်တော့ဒီကပဥကျအခန်းကြီးကူမှာပါတွေ့လဲကပဥကျအခန်းကြီးကူမှာကျွန်တော်တို့ပါတွေ့လဲဆိုတော့နော့ရဲ့နဲ့မိသားစုကိုဘုရားသခင်ကတကဘာလုံးကိုပြင်းချင်လောတာသမီးတွေမွေးဖွားတူးပွားပြီးတော့တကဘာလုံးကိုပြင်းချင်လောလို့ဘုရားသခင်ကနော့ရဲ့မိသားစုကိုပြောထားလိုက်တယ်အခုနပြောသလိုနော့ရဲ့မိသားစုကတွားလားမတွားဘူးတနေရာထဲမှာပဲနေတယ်သူတို့ Nimrod ဆိုတဲ့ Babylon အခု Nimrod ဆိုတဲ့ Babylon နိုင်ငံမှာနော် Iraq နိုင်ငံမှာသူတို့နေတယ် Iraq နိုင်ငံမှာပေါ့နော် Iraq နိုင်ငံ Nimrod သူခေါ်တဲ့မြို့မှာသူတို့အဲ့ဒီမြို့မှာနေတယ်နေပြီးမှသူတို့မိသားစုလည်းများလာရောသူတို့ကလည်းတခါတည်းနေပြီးဆိုတော့တပေါင်းတစုထဲနဲ့နော်စကားလည်းအတူတူညီကူမောင်နှမချင်းနဲ့တွေ့ချင်းညီကူမောင်နှမအချင်းချင်းတွေဆိုတော့သူတို့ချစ်ကြတယ်ကြိုက်ကြတယ်ပေါ့နော်အယံကိုဝင်အားကြည့်လာတဲ့အချိန်မှာသူတို့ဘာပြောလဲဝမ်ကိနိုင်ငံမှာဖယားသခင်ထံကျွန်တော်တို့သွားမယ်ကျွန်တော်တို့အဖူးနော်အာဒမ်နဲ့အေဝါနော်သူတို့ဖယားရှိမှကျွန်တော်တို့သွားမယ်ဆိုပြီးမှဘာဘဲလ်နန်းတော်ကိုတိဆောက်ထားတယ်နော်ဘာဘဲလ်နန်းတော်ကိုတိဆောက်ထားတဲ့အချိန်မှာဖယားသခင်ကသူပြောတာပါလေဖယားသခင်ကကပါတဝန်လုံးမှာသွားပြီးတော့နေရာတကာမှာပြည့်ညံပါလို့ဖယားသခင်ပြောထားတဲ့စကားကိုသူတို့နာမထောင်တဲ့အတွက်ကြောင့်ဖယားသခင်ကအမျက်တော်တာချွတ်ပြနေဘုရားသခင်ကသူ့စကားအတိုင်းပဲအသက်ရှင်နေလို့ဖျက်မတော်ဖျက်ဖြစ်တဲ့အတွက်ကြောင့်သူပြောတဲ့အတိုင်းပဲအလောက်လောက်လာတော့တယ်အဲ့ဒီချိန်မှာဘာလို့လဲသူတို့ကိုတနေရာထဲမှာမနေနိုင်အောင်တကဘာလုံးကိုပြတ်နိုင်အောင်သူတို့ကိုစကားကွဲစေတယ်သူတို့စကားကွဲစေတော့တယောက်နဲ့တကောက်စကားပြောလို့မရတော့ဘူးအင်ကူလည်းဆောက်လို့မရတော့ဘူးဟာတာအနေနဲ့သူကပြောတယ်ရွက်ကူပေးပါဆိုတော့တယောက်ကအောက်ခေတ်ကူပေးလိုက်တယ်အောက်ခေတ်ကူလာပေးပါဆိုတဲ့ချိန်မှာလည်းတယောက်ကရှီကူသွားပေးလိုက်တယ်ဆိုတော့သူတို့ကအင်ကူမဆောက်နိုင်တော့ဘူးသူတယောက်ကူလာပေးပါဆိုတဲ့ချိန်မှာလည်းတစ်တာကူသွားပေးလိုက်တယ်ဆိုတော့တယောက်နဲ့တယောက်စကားကမတူတော့တဲ့အတွက်ကြောင့်အင်ကူလည်းမဆောက်နိုင်တော့ဘူးအဲ့ဒီချိန်မှာအကုန်လုံးကအရှိအနောက်တော်မြတ်မှာကွဲသွားပြီးမှဘုရားသခင်ရဲ့ကြင်ချင်းကိုခံပြီးတော့တကဘာလုံးမှာအဲ့ဒီနော့ရဲ့သားသမီး၃ယောက်ထဲကနဲ့အကုန်လုံးဟမ်ဇာဖတ်ဆမ်သားသမီးတွေကအကုန်လုံးပြန်နေပြီးတော့ကျွန်တော်တို့အေရှမိုင်းနော်မှာနေထိုင်တဲ့ကျွန်တော်တို့အေရှသားတွေလည်းအဲ့ဒီကကျွန်တော်တို့ကဆမ်သားဖြစ်တယ်လို့ကျမ်းစာပုဂ္ဂိုလ်တွေကပြောတယ်နော်ကျွန်တော်တို့အေရှလူမျိုးတွေအားလုံးကပူတဲတဲလေးတွေကဆမ်ရဲ့မျိုးနွယ်တွေဖြစ်တယ်လို့ပြောကြတယ်နော်ပြီးတော့အဲ့ဒီကနေစပြီးတော့သူတို့ကကွဲသွားပြီးနံပါတ်3နံပါတ်4မှာဗာပြောလဲဆိုတော့အဲ့ဒီချိန်မှာလူတွေကအကုန်လုံးကွဲသွားပြီးတနေရာထဲမှာမနေတော့ဘူးအဲ့ဒီချိန်မှာခုနပြောတဲ့အာဗြဟံအကြောင်းကိုပေါ့နော်အာဗြဟံအကြောင်းကိုဖြစ်တယ်ယေရှုခရစ်တော်ကဖယားသခင်ကခုနအာဗြဟံကိုသူ့အဖေနဲ့အဲ့လိုမျိုးဒုက္ခဘယ်လိုပြောမလဲသူ့အဖေနဲ့ရံဖြစ်လာတဲ့အချိန်မှာသူ့အဖေကရုပ်ထုကိုကရမိတာစုထဲကနဲ့ဘုရားသခင်ကအဗြဟံကိုခေါ်ထုတ်စေချင်တော့တယ်နော်သူကဖန်ဆင်းခြင်းဘုရားကိုသူတည်တဲ့ယုံကြည်တော့တဲ့အတွက်ကြောင့်အာဗြဟံကိုဘုရားသခင်ကသူ့ကိုဆွဲခေါ်လိုက်တယ်သူကဘာပဲမလဲကာနန်ပြည်ကိုသွားပါတဲ့ကာနန်ပြည်ကိုသွားပါဆိုပြီးတော့အာဗြဟံကကာနန်ပြည်ကိုသူ့နေမေကိုဥရမြို့ကိုထွက်ခေါ်ပြီးတော့ကာနန်ပြည်ကိုသွားခဲ့တယ်အဲ့ဒီကာနန်ပြည်ကိုသွားပြီးမှဒီပုံကြာလာတဲ့အချိန်မှာလူများကြီးဖြစ်လာတဲ့အချိန်မှာအဲ့ဒီအာဗြဟံကသူလည်းphilosophy ကနေတော့ဟုတ်တယ်လူ theology ကနေတော့မဟုတ်တဲ့ဟာတခုကျွန်တော်ပြောပြမယ်ဆရာမတို့လည်းကြားဖို့မယ်ထင်တယ် theology အနေနဲ့ပြောတာကတော့အာဒမ်ကဘုရားသခင်ကမိသားစုတွေကိုခြံထားပြီးတော့တွားပါလို့ပြောတဲ့အချိန်မှာအာဗြဟံကလော့ကိုခေါ်သွားတယ်လို့ပြောထားတယ်အဲ့ဒါကြောင့်လော့ကိုခေါ်သွားတဲ့အတွက်ကြောင့်ဘုရားစကားနားမထောင်တဲ့အတွက်ကြောင့်လော့ကိုခေါ်သွားတဲ့အတွက်ကြောင့်အာဗြဟံမှာအမင်္ဂလာချင်းချင်းကိုခံရတယ်လို့ပြောကြတယ်အဲ့ဒါ philosophy logic နဲ့တော့မှန်တယ် philosophy logic နဲ့မှန်တယ်
ဒါပေမဲ့theology နဲ့ကြည့်မယ်ဆိုရင်တော့lot ဆိုတာကအာဗြဟံအကူရဲ့နာဟောရဲ့သားဖြစ်တယ်နာဟောကဆိုကလေးကဆုံးသွားတဲ့အတွက်ကြောင့်သူ့အဖေနာဟောဆုံးသွားတာနဲ့အဲ့ဒီ lot ကအာဗြဟံကပြုစုငယ်ကလေးကပြုစုဆုံးရှုံးလာတာဖြစ်တယ်ဆိုလိုချင်တာက lot ဆိုတာကအာဗြဟံရဲ့သားလူဖြစ်သွားတယ်နော်သူ့အကူရဲ့သားဖြစ်ပေမဲ့သူ့အကူဆုံးသွားတဲ့အတွက်ကြောင့်သူမိဘမဲ့ကလေးဖြစ်ကလေးကအာဗြဟံကသူ့သားအရင်လူကြီးဆောင်ရှောက်ထားတဲ့သူဖြစ်တဲ့အတွက်ကြောင့်သူသွားတဲ့နေရာတမှာ lot ကပါရမှာဖြစ်တယ်ထားခဲ့လို့မရဘူးနော်သူ့ရဲ့သားအရင်လူသူ့အကူသားကိုသူ့အသားအရင်လူသူကပြုစုဆောင်ရှောက်ထားတဲ့ဖြစ်တဲ့အတွက်ကြောင့်အဲ့ဒါက logic နဲ့ philosophy ကမှန်ပေမဲ့ theology အရာဆိုတော့ lot ကိုပါသွားတဲ့အတွက်ကြောင့်အာဗြဟံကြီးချအမင်္ဂလာခံစားရမှာမဟုတ်ဘူးဆိုတာကို theology နဲ့ biblical doctrine ကနဲ့ပြောထားတာဖြစ်တယ်အဲ့ဒါနဲ့သူတို့ကအာဗြဟံခက်ကနဲ့သူကုံဆုံးသွားတဲ့ချိန်မှာ lot နဲ့အာဗြဟံကကွဲသွားတယ်သူတို့ပစီအောင်ဆာမီယာပြလာတယ်နော်အမင်္ဂလာချင်းချင်းမပြောနဲ့သူတို့ကောင်းချင်မင်္ဂလာမြာကြီးခံစားလာတဲ့ချိန်မှာ lot ရဲ့အောက်စာပစီလေးတူပေါ်လာတယ်အာဗြဟံရဲ့အောက်စာပစီလေးတူပေါ်လာတယ် lot ရဲ့ကျွန်းဒီလေးတူပေါ်လာတယ်ဒရိဆန်ဒီလေးတူပေါ်လာတယ်ဆိုတော့နေမေကသူတို့ကမဆက်တော့ဘူးမဆက်တော့တဲ့ချိန်မှာနော်ချင်းချင်းမင်္ဂလာမဟုတ်ဘူးနော်သူတို့အောက်စာတူပေါ်လာတဲ့အချိန်ကြမှာသူတို့လမ်းခွဲတာဖြစ်တယ်အဆူလမ်းခွဲချင်းမဟုတ်ဘူးနော်အကောင်းလိုက်ခွဲချိဖြစ်တယ်အဲ့ဒီချိန်မှာအာဗြဟံကဘာပြောလဲအဲ့ဒီလောတရဲ့အစေခံနေနဲ့အာဗြဟံရဲ့အစေခံနေကသူတို့ကြောင့်ဖြစ်တယ်ငါတို့တိဆန်တောက်ပါစေငါတို့စိတ်ဒီတောက်ပါစေငါတို့သူ့ဒီတောက်ပါစေဆိုရီကမလုံလောက်တော့ဘူးရီမပြောနဲ့အဲ့ဒီမြက်တီလေမြက်စားပြီးမြက်ချက်စားမြက်နေရလေမသူတို့ကမလုံလောက်တော့တဲ့အချိန်မှာသူတို့အမျိုးတွေကသူတို့ကျွနေကကြောင့်ဖြစ်တယ်ဒါပေမဲ့အာဗြဟံနဲ့လောကဘယ်တော့မှအကြမဖြစ်ဘူးဒါမဖြစ်တာမပြောနဲ့လောတရဲ့နော်တေခါနီနောက်ဆုံးစဒုံနဲ့ကမောရာမှာဖျားတခင်ကဖြည့်စီရောမယ်ဆိုတဲ့ချိန်မှာတော့မှလောအာဗြဟံကလောတတော်မိသားစုတဲ့ဆူတောင်းပေးတယ်ဖျားတခင်ကိုဆေးချင်းဖျားတခင်ကိုဆူတောင်းပေးပြီးတော့တောင်းပန်ပေးလိုက်တယ်သူတို့အရာချစ်ကြတယ်ဘာဖြစ်လို့လဲသူငယ်ကလေးကအဖေဆုံးသွားတဲ့ချိန်မှာအာဗြဟံကလောတကိုကြီးစုဆောင်ရှောက်တဲ့တာအရင်လိုဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်အဲ့ဒါနဲ့သူတို့ကအများကြီးပစီယောစာတွေတူပေါ်လာတော့သူတို့ကဘာပြောလဲဆိုတော့အာဗြဟံကပြောတယ်တာလောတဒီလိုနေရင်တော့မဖြစ်တော့ဘူးဖျားသခင်ကခမည်းကိုလည်းကောင်းချင်အများကြီးပေးတယ်ကျွန်တော်ကိုလည်းကောင်းချင်အများကြီးပေးတဲ့အတွက်ကြောင့်ငါတို့တိရိစ္ဆာန်နေစမယ့်နေရာကမဆက်တော့ဘူးရေလည်းမလုံလို့တော့တဲ့အတွက်ကြောင့်တင်ကျဲတဲ့နေရာကိုရွေးပါတင်ကျဲတဲ့နေရာကိုရွေးပြီးတော့တာလည်းနေရာတော့ပါအင်ခွဲထွက်ပေါ့ခွဲထွက်တော့ပါအင်ခွဲထွက်ပါပြီးတော့တားလည်းမတွားတဲ့နေရာဖက်တားလည်းမရွေးတဲ့နေရာဖက်ကိုကျွန်တော်တွားမယ်တားလည်းအရှိတွားရင်အဖေကအနောက်တွားမယ်တားလည်းအမြောက်ပန်းတွားရင်အဖေကအတောင်ပန်းတွားမယ်ဆိုပြီးတော့တေချာပြီးမှစီလုံးပြီးမှနော်ဆူတောင်းချင်းပင်ဖျားတခင်ဓမ္မတန်တီးပြီးမှသူတို့လမ်းခွဲတာဖြစ်တယ်လောထကဂျော်ဒန်မြစ်ဖက်ကိုရွေးလိုက်တယ်အဲ့ဒီဖက်မှာလောထတွားတယ်ပြီးမှအာဗြဟံကတောင်ပေါ်ဖက်ကိုတွားတယ်ဒါပေမဲ့အာဗြဟံစီတဲ့ဖက်ကိုလည်းဖျားတင်ကောင်းကြည့်ပေးတယ်လောထကတဖြည်းဖြည်းနဲ့နေမေတူးချက်လာတော့ဟိုးဖက်မှာနော်မယုံကြည်သူတွေနေဆက်အထိတွားလာတာနဲ့လောထကဒုက္ခရောက်တာဖြစ်တယ်အမှန်တော့လောထကဝိညာဉ်ကြီးရဖက်ကနဲ့ပြောမိဆိုနော်လောထကဇာတိပဂတိကိုပုံဆောင်တာဖြစ်တယ်အာဗြဟံကဝိညာဉ်ကြီးရကိုပုံဆောင်တာဖြစ်တယ်နော်အဲ့ဒါကြောင့် logic နဲ့ psychology philosophy နဲ့ theology နဲ့ biblical doctrine ကိုကျွန်တော်တို့ကကျမ်းစာဖတ်တဲ့ချိန်မှာအမေတာနာလေဖုကလို့တယ်ပထမပြောသလိုနော်ကျမ်းစာကိုအတိပဲဖွင့်တာလွှဲမှပြီဆိုတော့ကျွန်တော်တို့ခရိယာတတ္တာကလိုက်ကလွှဲမှသွားပြီကျွန်တော်တို့ခရိယာတတ္တာလိုက်မှလွှဲသွားပြီဆိုတော့တေချင်းတရားမှာပဲကျွန်တော်တို့ရောက်တာတော့ကဲတင်ချင်းရှစ်မှတော့ကဲတင်ချင်းရမနိုင်မှာမဟုတ်ဘူးဆိုတာကိုဒီချက်ထဲမှာကျွန်တော်နည်းနည်းပြောချင်တာဖြစ်တယ်အဲ့ဒါနဲ့နောက်ဆုံးချက်မှာအာဗြဟံဆုံးသွားပြီပြီးမှသူ့သားအိုက်ဇက်လည်းဆုံးသွားပြီသူ့အဖေသူ့ရဲ့ဒူယာကုပ်ခတ်မှာဣသရေလလူမျိုးတွေကနော်တမ်ပီမနေ့ကတင်ပြတယ်လို့ပါရှ်ဘေဘလုံကျွန်းခံလဲဂရိကျွန်းခံလဲမေဒူပါရှ်ကျွန်းခံလဲရောမကျွန်းခံလဲအကောက်တော့ကျွန်းခံလဲနဲ့ဣသရေလလူမျိုးတွေကဒီလိုပဲဘဝတန်တရလေတော့တယ်ဘာဖြစ်လို့လဲဖခင်တခင်ကပြောပြီးသားငါစကားကိုနားထောင်လဲကောင်းချင်မင်္ဂလာနဲ့အသက်ရှင်ခြင်းငါစကားကိုနားမထောင်လဲတေချင်းတရားနဲ့
จึงเชื่ออามิงกลาขันสามิสุระพยาตะกินกับเปียวบิตาสุระอับรามแค่กงลารานะอิสับแค่กงลารานะอาริมแค่จำมาดูเรากับเอกโตเย่ฟาโรบจีนะจุนโบกุขันยาชิมพิเตอาดันนะดูเรากับชิงมาพยาตะกินกับตูลูริกูเบกมาเมวพยาตะกินยาชิมมันโตเกตินชินทยากูเตเตชาชาจงจิละคัมพีตาตาเดียวฮะนอลูเดียวฮะดีโลกามาจนเราเตชินเนเรชิงมาอภิสุระจนเราอันนามอเมตันด้วยกันเนเรจนเรากับมิวเซอภินมิวเซกันเนี่ยมวยพัวลาเรลูตาริฮะอภิตยากูจูเลยยามเออภิสุระอาดัมกันเนี่ยสัตย์เนี่ยอาดัมกันเนี่ยมวยพัวลาเรลูตาริอาลงฮะอภิตยากูจูเลยเนี่ยสุลูชินากะมิวเซเตยตีมิวเซกันเนี่ยเตยปิมกูจีทัวตัวเตยติวกูตีเรมิวเซอาดัมกันเนี่ยมวยพัวลาเรลูตาริอาลงฮะเตยปินโลอภิตยอภิมพิตัวเรเทจงอภิตายอภิงกาบาเรายามาเลยอภิกูเบตียารอมเนาะเราจงลูตาเที่ยวพี่บีมาอภิกันเนี่ยมวยพัวอะไรลูตาเที่ยวมาจนโนจะมาก้องบาร์จนโนจะมาการอเจเล่มาเต้าผู้บ่าวจนโนจะมาการลิงเลสกาเลไม่เปียวผู้บ่าวจนโนจะมาการมีบาริเลไม่เซฟผู้บ่าวจนโนจะมาการก้องบาร์ชูเรลูยจัติปกติก้องมุกาพินเบตุมาก้องกินงานเจ้านามาเมาบุเนาะลูยจูสอาทูชินลูยก้องจูพิโลชินเนาะอาพินลงวะลูริกาก้องกินงานขันสนามาเมาบุบมาลูชีเรเลกายการวชิกามโนกันเบตุกามากายการวชิกามโนกันกันลวดเทลูเดียวมาไม่ชิบุเราจังดีอภิกันเนี่ยมวยพัวลาเรลูตาริอาลงฮะอภิตาพิเตอด้วยจังอภิตาลูเดียวกับอติการอภิจูลุเชมพิเตเซเลตเอาตัดเตจีลายยัตเอาตัดเตมิงมาป่วยตัดเตตูมีไปชิคุตัดเตน้าส่งเจ้าตูมีอัตตะกุลองตายาเรเราบ้าจังเลยอภิมิวเซกันเนี่ยมวยพัวลาเรอภิยากูอภิพิลาเรด้วยจังอติอภิงการอภิตยาเบพิตัวเรเราจังพยาตะคิงกะดีลูรีกูลงว่าพยาตะคิงเนี่ยไม่กินกว่าพยาตะคิงกะอเมตันตูลูรีกูอเมตันคอร์เราจังจนเราหาเยซูคริสต์ตัวยัตริงกังเนาะจงจีชินเนี่ยจนเราอภิวันละขามีเกตินชิยาบิชเนาะตะขาเตเดจนเราก็ลูตาเบตีเลียนเนี่ยเราได้อภิชีเดมันตีเบเนี่ยเราอภิมหาบุทิมบีมาเรามีอะไรอภิเลชีเดเราจังลูตูเดียวหาอภิเทมาเลี้ยงเนี่ยอภิเทมาเลจาเนี่ยแบ็กสไลเดอร์พี่เดชเนาะตุกุลงวะมัตยอเนี่ยตุกุทิมเตเนี่ยตาเปเมตุกชิมเปียนทำเยอะตลาตุกเป็นเลทูตลาดีตาเปเลี้ยงเนี่ยตลาสุรากุเบจิเทเก is assurance salvation เนาะเทเกเกจินชินยาสิเตียวตูเตียวหาอายัดเต้าอินเต้าไหมเนาะตะคุอภิเตียลูรีอมีมาเบพิกูมีมาเบพิอภิสุเรหากูเล่าเย็นเล่าไหมลูเบ้เล่านั่นเนี่ยมาเล่านั่นบูมหาบูเนาะเล่านั่นเนี่ยได้ไหมแต่เน่จะชิงมาน้องตาไม่ยาบุสุเนาะดีลูฮะเทเกติชินยาเรลูมหาบูดีลูเทเกเพียงเลยเรลูมหาบูบมาปีมาชีเรจากกูมาชีเรเสียเทวันนกการอติเมทินเนี่ยชาปันชูเลยชาปันชูสุนัขจนวันนั้นออกมา CBC ชับมาแคมเปญเรื่องทุเล่าด่า It was ministry มาเลยจนวันตินทรัมเปเลยเดจนวันอาจารย์กูใจด่าชาปันชูกูแต่เมื่อตู้เซตมาကျွန်တော်ရောက်ဖကြောင်းမှာတရားလာဟောဘူးလေပိုက်ဆိုးဟုတ်တယ်တက်မှုသားသူကအကျဉ်းကောင်းတယ်နော်အကျဉ်းကောင်းတယ်အကြောင်းမှာရေမဲသိမ်းမှာတရားလာဟောဘူးလေသူအကျဉ်းကောင်းတယ်ပြောပြချင်တာကသူ့အထက်မှာဝိညာဉ်တော်တရားနဲ့အသက်မရှိဘူးဇာတိပကတိနဲ့ကျူစားတယ်ဘူရဘာတာကိုလည်းအကုန်လုံးနားလဲတယ်ကြည်တယ်ခရိယန်ကျမ်းစာကိုလည်းအကုန်လုံးဖတ်တယ်နားလဲတယ်ဦးနောက်နဲ့နားလဲတယ်ကြာလာမကြာဘူးတုံးတင်းလောက်ရှိမှအခုချိန်ထိပါပြီလေကိုတုံပြီးတော့ပူကြီးထဲဝင်လာတယ်ပြောချင်တာကဒီလူတွေဟာတကယ်စစ်ပန်တော့ကဲတင်ချင်ရတဲ့လူမဟုတ်ဘူးဆိုတာဆရာတက်ခံချင်တာပေါ့နော်ဗမာပြည်ကအဲ့လိုပဲဒါတမီးတို့ဆရာရှာမတို့လည်းနော်တခါတလေစိတ်ညစ်တဲ့ချိန်မှာစိတ်တူလာတဲ့ချိန်မှာရန်လည်းဖြစ်မယ်ဥပမာအရက်လက်တော့မယ်တခါတလေခုချင်တဲ့စိတ်တွေဘာတွေဖြစ်မယ်နော်စိတ်တွေမနောကံဝစီကမနောကံနဲ့မကျူးလို့ရင်တော့မှကာယကံနဲ့ကျူးလို့နဲ့ချိန်လိုက်တော့ဖြစ်လာတယ်ဒါပေမဲ့တကယ်ဝိညာဉ်တော်အထက်မှာကျင်ဝဲတဲ့တသမီးတွေကတော့အဲ့ဒါမကောင်းဘူးကျွန်တော်တော်ပြီဒီလောက်ရှင်တော်ပြီဖခင်တကယ်ကျွန်တော်ကိုခွင့်နဲ့တရှုမြပြန်လဲထူတော်တယ်ပြန်လဲထူလာတယ်
အဲ့ဒီပြင်လေထူလာဖူရတဲ့ဖျားတဲ့အမေတန်လမ်းဖွင့်ပေးလိုက်တယ်နော်ငါတာသမီတွေဟာခုနှစ်ကျင်လေးလှအောင်တော့လဲခုနှစ်ကျင်ချင်းပြန်ထပြောင်းရလို့ကျက်စာမှာရှိပြီးသားဒါပေမဲ့မထတဲ့လဲတဲ့လူကတော့လုံးဝချစ်မှတော့ခရိယာမဟုတ်ဘူးချစ်မှတော့ကဲတင်ချင်းမကြတဲ့လူမဟုတ်ဘူးဆိုတာတော့တေးချတယ်တကယ်ချစ်မှတော့ကဲတင်ချင်းကြတဲ့ဝိညာဉ်တော်ဖျားအထက်မှာကျင်ဝတ်တဲ့လူတာကနော်အပြစ်တော့ကျူးလွန်နေတယ်ဒါပေမဲ့အပြစ်တရားကနဲ့အမေတမ်းမပြုံမွေ့ဘူးနော်ရှင်ကျော်ခရစ်ဝင်ကြအခန်းကြီးတိမှာလည်းရှိတယ်လေဖျားတတ်တဲ့မိတွေကအမေတမ်းအပြစ်ကိုမကျူးလွန်ဘူးတခါတလေတော့ကျူးလွန်မှာပေါ့ဟုတ်တယ်မလားအဲ့လူပဲဖျားသခင်ကနိုးအာဗြဟံဖက်အာဒမ်ဖက်ကဖျားစကားနားမထောင်ဘူးတခါချင်းခံပြီးပြီနိုးကမှနားမထောင်ဘူးတခါချင်းခံပြီးပြီအာဗြဟံကမှလည်းနားမထောင်ဘူးတခါချင်းခံပြီးပြီကျွန်းဘိုးကတော့ရောက်တယ်တားတရားချိန်မှာဘုရားသခင်ပြောလဲကဲဒီချိန်မှာတော့ငါရဲ့စကားကိုနားထောင်ပါနော်ငါပြောတဲ့မြတ်ကိုလိုက်နာရမယ်ဗာလဲပညတ်တော်ဘသူလဲခေါင်းဆောင်မောရှိနော်စင်းတဲ့တော်ပေါ်မှာဘုရားသခင်ကမောရှိကိုပေးလိုက်တယ်ပညတ်တော်စေပါအဲ့ဒီလောဆိုတဲ့ဥပဒေဆိုတဲ့613တော့အမေတန်းရှိတယ်နော်613ကတော့ရှိပြီးသားနော်ဣသရေလလူမျိုးရှိမှာအခုမောရှိကတကယ်လောက်ရမယ့်ဟာကို10ပေးလိုက်တယ်မောရှိကြီးကဘုရားသခင်ပေးလိုက်တယ်ကဲဒီ10ကတော့လုံးဝမလိုက်လို့မဖြစ်တော့ဘူးဒီ10ကိုတော့လိုက်မယ်မလိုက်တဲ့လူကိုချိန်ချင်းခံမယ်လိုက်တဲ့လူကိုကောင်းချင်မင်္ဂလာခံစားရမယ်ဘုရားသခင်ပြောတယ်အလုံးတည်တယ်နော်နံပါတ်1ဘုရားသခင်ကိုပဲခုကွယ်မယ်ရုပ်တုရှင်တုမလုပ်ရဘူးမိဘကိုယူတယ်မယ်ပြီးမှsorry ဥပ္ပနဲ့ကိုဆုံးထင်ရမယ်ဘုရားသခင်ရဲ့နာမတော်ကိုအလွဲသုံးစားမလုပ်နဲ့နော်ဘုရားသခင်နာမကိုအလွဲသုံးစားမလုပ်နဲ့တစ်ချက်ဘုရားမကူကွယ်နဲ့ရုပ်တုရှင်တုမလုပ်နဲ့ဘုရားသခင်ကိုပဲကူကွယ်ပါနံပါတ်4အဲ့ဒီနံပါတ်4ကိုလူတွေကဘုရားသခင်ဓမ္မလောက်ရမယ်ဟာနော်နံပါတ်4ကဘုရားသခင်ထံလောက်မယ်ဘုရားကိုပဲကူကွယ်မယ်ရုပ်တုရှင်တုမလုပ်ရဘူးဘုရားသခင်နာမကိုမထီမဲ့မလုပ်ရဘူးပြီးတော့ဥပ္ပနဲ့ကိုအမေတန်ဆုံးရမယ်အဲ့ဒီ4ခုကိုလူတွေကဘုရားရှိမှအမေတန်လောက်ရမှာပြီးတော့လူနဲ့လူကြမှာမလုပ်ရမလဲမိဘကိုယူတယ်ရမယ်သူများပစ္စည်းကိုမခုရဘူးလူများတက်မတက်ရဘူးသူများရှိတဲ့ဟာကိုမနာလူမရှိရဘူးဟုတ်တယ်မလားအများကြီးပဲနော်6ခုလူနဲ့လူကြမှာလောက်ဖို့က6ခုဖရတဲ့လူကြမှာ4ခုပေးထားလိုက်တယ်ဒါပေမဲ့ဆရာရှင်မတဲအခန်းကြီး20ခုအငယ်တိကိုဖတ်ပေးပါဆရာတယောက်လောက်ရှင်မတဲအခန်းကြီး20ခုအငယ်တိအခုတော့ပညတ်တော်စေပါကတော့ထွက်မြောက်ရခြင်းအခန်းကြီး20အငယ်တိက20ခုမှာရှိတယ်အဲ့ဒါတော့အလုံးတိပိသားဆိုတော့မဖတ်ချင်ဘူးရှင်မတဲအခန်းကြီး20ခုအငယ်တိကိုတယောက်လောက်ဖတ်ပေးပါအငယ်လေးလားဆရာအငယ်နဲ့ရောက်လေတိကနဲ့ဖတ်လိုက်ငါနဲ့အချိန်ရောက်လေယစ်ပရောဟိတ်အကြီးတို့နှင့်လူတို့တွင်အကြီးကဲဖြစ်သောလူအပေါင်းတို့သည်ယေရှုကိုတအံ့သောငါတိုင်ပင်၍ဆက်ပတ်ပါကိုရောကိုချီနှောင်ပြီးလျင်မြုပ်ဝင်မင်းပုံတိပိလာမင်းလက်တို့ဆောင်သွား၍အလိုက်ကြ၏ဟုတ်ပြီယာကုပ်ရှင်ယာကုပ်အခန်းကြီး9အခန်းကြီး1အငယ်30ယာကုပ်အခန်းကြီး1အငယ်30အခန်းကြီးဘယ်လားဆရာအခန်းကြီး1အငယ်30ဝိရတတော်ညီကိုဒီမိမိနှိဋ္ဌဆင်းရဲခြင်းအရာ၌ဝါကြောဝါမြောက်စေကြောင်းမူကားသူသည်မျက်ပွင့်ကဲ့သို့ဖောက်ပြန်ခြင်းသဘောရှိ၏ယာကုပ်အခန်းကြီး1အငယ်30ဟုတ်လားဟုတ်ပါတယ်အခန်းကြီး2ဖတ်ပါဦးဆရာမရထင်တယ်အခန်းကြီး2အငယ်ကဘယ်လောက်တော့ဆရာ30ပဲအဘယ်တော့ဒီပါအလုံးစုံတို့ကို
song shao di twin the so the kuna ma le pinya taya ko lun ju to apit shi ဟုတ်တယ်အဲ့ဒါဆရာမားတယ်ဟုတ်တယ်အခန်းကြီးနဲ့အငယ်တစ်စင်နော်ဟုတ်တယ်အဲ့ဒါကပညာတရားကိုစောင့်ရှောက်တဲ့အခါမှာတစ်ခုခုကိုပြမပြီဆိုရင်တော့အားလုံးပြမတာနဲ့အတူတူပဲဟုတ်တယ်မဟုတ်လားအဲ့ဒါကြောင့်ပညာတော်စေပါကိုပေးထားတဲ့အခါမှာကျွန်တော်တို့ကစောင့်ရှောက်နိုင်လားမစောင့်ရှောက်ဘူးလားမစောင့်ရှောက်နိုင်ဘူးလားဆိုတာကျွန်တော်တို့တစ်ချက်လောက်ကြည့်ရအောင်အဲ့ဒါမှာဘာကိုပေးလဲဆိုတော့နံပါတ်1မှာဘာလဲရုပ်တို့ရှင်တို့မကုခွေရဘူးလို့နော်ထွေးမျိုးရကျဲအခန်းကြီး20အငယ်တိကနချီအဲ့ဒီမှာတွေ့မယ်ဘုရားသခင်ကပြောလဲဆိုတော့ရုပ်တို့ရှင်တို့ဘုရားသခင်ကိုပဲကုခွေရမယ်လို့ပြောတယ်ကိုလိုသဲအခန်းကြီး3အငယ်9နော်ကိုလိုစာအခန်းကြီး3အငယ်9エフェサအခန်းကြီး9အငယ်9ကျက်စာဖတ်တာအကောင်းဆုံးပဲကဲဆရာတယောက်ကエフェサအခန်းကြီး9အငယ်9ကိုဖတ်ပြီးတော့တယောက်ကကိုလိုစာအခန်းကြီး3အငယ်9ကိုဖတ်ပေးပါကျက်စာဖတ်တာအကောင်းဆုံးပဲအခန်းကြီးအခန်းကြီး9အငယ်9ဟုတ်လားဟုတ်တယ်မတရားသောမေထုံ၌မိဝဲသောသူညဉ့်ညူးစွာပြုသောသူရုပ်တုကိုကင်တွယ်သောသူဖြစ်သောလောဘလွန်ကျူးသောသူတစုံတယောက်မြခရစ်တော်နှင့်ဘုရားသခင်နိုင်ငံတော်၌အမွေခံရဒီကိုတင်လို့သိကြ၏အမွေမခံရဟုတ်တယ်ကိုလိုသဲအခန်းကြီး3အငယ်9ကိုလိုသဲအခန်းကြီး3အငယ်9ဆရာဖတ်ပေးလိုက်ပါကိုလိုသဲဟိုကြောင့်မတရားသောမေထုံ၌မြည်ဝဲခြင်းညဉ့်ညူးစွာကျင့်ခြင်းကိလေသာပူပန်ခြင်းစိုးညစ်သောတမတ်ခြင်းရုပ်တုကိုကိုးကွယ်ခြင်းဖြစ်သောလောဘလူကျူးခြင်းတည်ဟုသောမြေကြီးပေါ်မှရှိသောတင်တို့၏ကိုအင်္ဂါတို့ကိုသေစေကြလောဟုတ်တယ်အာမင်ဘုရားသခင်ဘယ်ကုကိုရမယ်လို့ဘုရားသခင်ကကတိပေးတဲ့တာနဲ့ဘာလဲလောဘကြီးခြင်းနော်အတ္တရှိခြင်းကဘာလဲရုပ်တုကိုကွယ်တာနဲ့တူတူပဲဖြစ်တယ်တဲ့အဲ့ဒါကြောင့်ဒီရုပ်တုကိုကွယ်တဲ့လူသားတွေအလုံးဟာကောင်းကင်နိုင်ငံနဲ့လုံးဝမသက်ဆိုင်ကြောင်းလုံးဝကောင်းကင်နိုင်ငံရောက်ရှိမှာမဟုတ်ကြောင်းလို့ဘုရားသခင်ပြောထားတယ်နံပါတ်2ကျွန်တော်တို့ပြောမယ်ကျွန်တော်ကဲဖျားဖက်မှာတော့ရုပ်တုလည်းကုကွယ်ပြီးဖျားလည်းကုကွယ်ပြီးတော့လူနဲ့လူလောက်ကုကတခုပြောမယ်ဆိုတော့သူများကိုမပြစ်မှားရဘူးလို့ပြောထားတယ်နော်ဒါပေမဲ့ရှင်မသက်အခန်းကြီး28လဲရှင်မသက်အခန်းကြီး28လဲမှာပြောတယ်သူတပါးကတတ်မဲ့တော်လူအင်ဆန်တဲ့သူကိုကြည့်တယ်ဆိုတော့ငါကတော့ပြစ်မှားပြီလို့ပြောတယ်တဲ့နော်ပြစ်မှားတာမပြောနဲ့ကျွန်တော်တို့မျက်စိကနဲ့ကြည့်တဲ့ဒီကောင်မလေးကတော့ချောတယ်အသားဖြူတယ်ကွာဒီကောင်မလေးလှတယ်ဒီလူမျိုးတက်မဲ့ချင်းစိတ်ရှိတာနဲ့ယေရှုခရစ်တော်ပြောလဲပြစ်မှားပြီလို့ပြောထားလိုက်တယ်ဒါဆိုရင်ပညတ်တော်တပါးကိုကျူးလွန်တော်သူဒီပညတ်တော်အလုံးကျူးလွန်တော်သူနဲ့အတူတူပဲဆိုတော့ပညတ်တော်တရားအဖြစ်ဘုရားသခင်နဲ့ထိတွေ့နိုင်တဲ့လူတယောက်မှမရှိတော့ဘူးပညတ်တော်တရားအဖြစ်ပညတ်တော်တရားကျင့်ကြံခြင်းအဖြစ်ဆိုလိုချင်တာကကောင်းမှုကိုကျင့်ကြံခြင်းအဖြစ်ကောင်းသောအကျင့်ကိုကျင့်ခြင်းအဖြစ်ဘုရားသခင်နဲ့ဘယ်တော့မှထိတွေ့ခြင်းမရှိနိုင်တော့ဘူးအဲ့ဒါကြောင့်ဘာလဲဘုရားရဲ့ကျင့်ခြင်းကိုကျွန်တော်တို့ခံရခြင်းဖြစ်ပါတယ်နော်အဲ့ဒါကြောင့်ဒီပညတ်တော်ကိုလည်းကျွန်တော်တို့ကလုံးဝရှင်းလို့မရတော့ဘူးဆိုတော့အပြစ်ကျလို့နဲ့လူတယောက်နောက်ဆုံးတော့အဖြစ်ကပါလဲတေချင်းတရားပဲဖြစ်တော့ဟုတ်တယ်မဟုတ်လားတတိတော်နဲ့လည်းမလိုက်ညောင်းတာဘူးပညတ်တော်နဲ့လည်းမလိုက်ညောင်းတာတော့ဘူးပူဇော်ခြင်းနဲ့လည်းမလိုက်ညောင်းတာတော့ဘူးဘုရားစကားကိုနားမထောင်တာတော့ဘူးလူစုရကလေးကနော်ဇာတိပကရိယာနဲ့အပြစ်သားဖြစ်တယ်ဆာလန်ကစစ်တီမှာလည်းပြောတယ်လေဒေးဗစ်ကပြောလဲငါဒီအမိဝမ်ဘိတ်ထဲမှာပြင်ငါဒီအပြစ်သားဖြစ်တယ်မမွေးခင်ကလေးကအပြစ်သားဖြစ်တဲ့လူကအပြစ်ကိုပဲအမေတန်ကျူလွန်ရတယ်ဂျေရမီယာအခန်းကြီး20အငယ်7မှာလည်းပြောလဲ
ဆက်ပြန်တဲ့ရည်ချူးတော့လဲလုံးဝမပြောင်းနိုင်ဘူးနော်ပြာရည်သုံးပြီးတော့ဆက်ပြန်တဲ့ရည်ချူးရင်လည်းလုံးဝအပြစ်တရားနဲ့မလွတ်နိုင်တော့ဘူးဤတူပြအမေလူကနော်သူ့ရဲ့ကိုယ်ခန္ဓာအယောင်ကိုမလဲနိုင်တယ်လို့ကြက်တိကသူ့ရဲ့အရေးကိုမလဲနိုင်တယ်လို့လူသားတူတယောက်အာတမ်ကနဲ့မွေးဖွားတဲ့လူသားတူတယောက်ကကောင်းမှုကုသိုလ်လုပ်ခြင်းအဖြစ်အချင်းကောင်းအဖြစ်ဖရာသခင်နဲ့လုံးဝမထိတွေ့နိုင်တော့ဘူးဆိုတာကဖရာသခင်ကပြောပြီးဆိုတော့အပြစ်သားတူတယောက်ရဲ့နောက်ဆုံးတော်လိုင်းခရီးကပါလဲတေချင်းတရားပဲဖြစ်တော့တယ်နောက်ဆုံးတော်လိုင်းခရီးကတော့ရမယ့်လမ်းကတေချင်းတရားနဲ့အသက်ရှင်ခြင်းဖြစ်တယ်တေချင်းတရားပဲဖြစ်တယ်ဒါပေမဲ့ဖရာသခင်ကသူ့ပုံတရာနဲ့အညီဖန်ဆင်းထားတော်သူနဲ့အမေတန်ထိတွေ့ပြီးတော့အမေတန် fellowship လုပ်ပြီးတော့သူနဲ့အမေတန်မိတ်တရားဖွဲ့စည်းခြင်းနဲ့လူသားတူတယောက်ကိုထာဝရငယ်ရတော့ဖို့ကဖရာတကယ်လူရှိလားလုံးဝလူမရှိဘူးဒီလူတွေကိုငါဘယ်လိုကတင်ရမလဲဒီလူတွေကိုငါဖေးမှာဘယ်လိုခေါ်ဆောင်ရမလဲဆိုပြီးတော့ဖရာတခင်အရှိရှင်ရှိပြီးသားဖြစ်တယ်အဲ့ဒါကြောင့်ယောဟန်ကပြောလဲရှင်ယောဟန်အခန်းကြီး1အငယ်29မှာကြည့်ကြပါဦးဒီလောကအပိတ္တကိုကဖော်ဆောင်တဲ့သူတငယ်ဆိုပြီးတော့ယေရှုခရစ်တော်ကိုရှင်ယောဟန်ကဗတ္တိယယောဟန်ကပြောပြီးသားဖြစ်တယ်အဲ့ဒါကြောင့်အဲ့ဒီအပိတ္တတွေအားလုံးကိုငရဲချက်ရောက်မယ်ဖြစ်တယ်အဲ့ဒီကားနဲ့ခြေခက်ကာလကိုကုံဆုံးသွားမယ်ဆိုရင်တော့ဒီလောကလူသားတွေအားလုံးဟာအပိငရဲထဲမှာသွားတော့မယ်ဖြစ်တယ်အဲ့ဒါကြောင့်ယေရှုခရစ်တော်ကဘုရားသခင်ကအတိတ်တဖန်တကားကိုဖွင့်ပေးပြီးတော့ကျေးဇူးတော်ကာလကိုဘုရားသခင်ကပြင်ဆင်ပေးတယ်သားတော်ယေရှုခရစ်တော်ကိုဒီလောကမှာဆေလွတ်တာဖြစ်တယ်အဲ့ဒါကြောင့်ရှင်ယောဟန်အခန်းကြီး3အငယ်16မှာပြောလဲဘုရားသခင်ဒီလောကီသားများကိုချစ်တော်မူတဲ့အတွက်ကြောင့်တူတီတော်သားတော်ကိုဆေလွတ်တော်မူ၏သူကိုယုံကြည်တော်သူအပေါင်းတို့သည်ပျက်စီးခြင်းတော်မရောက်ထာဝရအသက်ကိုရရှိခြင်းကတူတီတော်သားတော်ကိုဆေလွတ်ခြင်းဖြစ်တယ်တဲ့အဲ့ဒါကြောင့်ထာဝရငရဲကနဲ့ကျွန်တော်တို့ကိုလွတ်ပေးနာဖို့ရတဲ့သူရသားတော်ယေရှုခရစ်တော်ကိုဒီလောကမှာဆေလွတ်ခြင်းဖြစ်တယ်အဲ့ဒီယေရှုခရစ်တော်ဟာဒီလောကမှာကြွလာပြီးတော့လက်ဝကတာမှာတည်ခြင်းတရားဒီငါတို့အပြစ်တရားကြောင့်တည်ရမယ့်အစားယေရှုခရစ်တော်ကတည်ပေးတာဖြစ်တယ်ငါတို့တည်ခြင်းတရားရဲ့အပြစ်တရားကိုအကျွေးကိုဆက်ရမယ့်အစားယေရှုခရစ်တော်ကိုယ်တိုင်ကကျွန်တော်တို့အကျွေးကိုလာဆက်ပေးတာဖြစ်တယ်အဲ့ဒါကြောင့်ရှင်ယောဟန်အခန်းကြီး3အငယ်73ကနဲ့ဖတ်ပြပါတယောက်တော့ရှင်ယောဟန်အခန်းကြီး3အငယ်3ကနဲ့ပြန်ဖြစ်ကြအောင်ဖတ်ကြပါဦးအငယ်3ကနေလားဆရာအငယ်3ကနဲ့ဖတ်လိုက်အငယ်3ကနဲ့16အထိဖတ်လိုက်ယေရှုကဒုတိယမွေးဖွားခြင်းကိုမခံတော်သူမြည်တီကဘုရားသခင်နိုင်ငံတော်ကိုမမြင်ရဟုငါမှဆိုသည်ဟုပြန်၍မိန့်တော်မူ၏နိကောဒေကလည်းအသက်ကြီးသောသူသည်မွေးခြင်းကိုအဘယ်သို့ခံနိုင်မည်နည်းအမိဝန်းထဲသို့တဖန်မွေးခြင်းကိုခံနိုင်ပါမည်လောဟုမေးလျှောက်၏ယေရှုကလည်းယနေ့ဝိညာဉ်တော်မမွေးသောသူမြည်တီကဘုရားသခင်နိုင်ငံတော်ကိုမဝင်ရဟုငါမှဆို၏စာတိပဂရိမွေးသောအရာသည်စာတိပဂရိဖြစ်ဝိညာဉ်တော်မွေးသောအရာသည်ဝိညာဉ်ဖြစ်ဒုတိယမွေးခြင်းကိုခံရမည်ဟုငါဟောပြောသည်ကိုအော်ခြင်းမရှိနှင့်လေသည်အလိုရှိသည့်အတိုင်းတွာလာ၏လေဤအတန်ကိုတင်ကြားရတော်လဲအဘေယကလာသည်အဘေယတို့တွားသည်ကိုမသိနိုင်ထိုနည်းသူဝိညာဉ်တော်မွေးသောသူဒီဖြစ်ဟုမိန့်တော်မူ၏ဒီကောရင်ကလည်းဤအမှုအရာသည်အဘယ်သို့ဖြစ်နိုင်ပါမည်နည်းဟုလျှောက်ပြန်လေသဖန်ယေရှုကတင်သည်ဣသရေလလူတို့တွင်ဓမ္မဆရာဖြစ်လက်ပင်ဤအမှုအရာကိုမသိကြလောငါအမှန်ကန်ဆိုသည်ကငါတို့ဒီကိုသိသောအရာကိုပြော၏ကိုမြင်သောအရာကိုတက်တည်ခံ၏သို့တော်လည်းငါတို့ဤတက်တည်ခံချက်ကိုတင်တို့သည်မခံမယူကြမြေကြီးအရာကိုငါပြော၍တင်တို့သည်မယုံလင်ကောင်းကင်အရာကိုငါပြောသောအခါအဘယ်သို့ယုံကြည်လိမ့်မည်ကောင်းကင်ဘုံကဆင်းသက်၍ကောင်းကင်ဘုံ၌ရှိသောလူသားမှတပါအဘယ်သူမြကောင်းကင်ဘုံသို့မသက်သည်မောရှေသည်တော၌ငွေကိုမြောက်ထားတဲ့ကဲ့သို့လူသားသည်
မြောက်ထားခြင်းကိုခံရသည်အကြောင်းမူကားသားတော်ကိုယုံကြည်သောသူအပေါင်းတို့သည်ပျက်စီးခြင်းတို့မရောက်ထာဝရအသက်ကိုရမည်အကြောင်းသည်ဘုရားသခင်၏သားတော်ကိုယုံကြည်သောသူအပေါင်းတို့သည်ပျက်စီးခြင်းတို့မရောက်ထာဝရအသက်ကိုရစေခြင်းကဘုရားသခင်သည်မိမိ၌တပါးတည်းသောသားတော်ကိုစွန့်တော်မူသည့်တိုင်အောင်လောကီသားတို့ကိုချစ်တော်မူ၏အာမင်အာမင်အဲ့ဒီမှာရှင်းရှင်းလင်းလင်းပဲเนาะကျွန်တော်တို့ဖက်ပြီးသားတိပြီးသားကျမ်းဘက်ကိုအတိတ်တဖန်ပြန်လဲနားထောင်တဲ့ချိန်မှာဘုရားသခင်ဝိညာဉ်တော်ကကျွန်တော်တို့အထက်မှာအလောက်လောက်တယ်အဲ့ဒီမှာဆရာကျိတ်ဆုံးကပါလဲဇာတိပဂတိနဲ့မွေးဖို့တော်သူဒီဇာတိပဂတိလူသားဖြစ်တယ်ဝိညာဉ်တော်နဲ့မွေးဖို့တော်သူဒီဝိညာဉ်တော်ဘုရားသခင်ရဲ့သားဖြစ်တယ်မောရှိကမွေကူတဲ့ကန္တရာမှာမြုပ်တကယ်တော့ယေရှုခရစ်တော်ဒီလေငါကူเนาะသူပြောတယ်ငါကူလည်းမြုပ်ချင်းခံရလိမ့်မယ်အဲ့ဒါကြောင့်ငါကူယုံကြည်တော်သူအပေါင်းတို့ဒီပြည့်စုံခြင်းတော့မရောက်မှာเนาะဆိုတော့အခုကျေးဇူးတော်ကာလမှာဒီအတင်းတော်ခက်ကာလမှာတခုပဲဘုရားသခင်ကကျွန်တော်တို့ကိုဂတိပေးထားတယ်ဗာလဲယုံကြည်ခြင်းငါကိုယုံကြည်တော်သူအပေါင်းတို့ဒီဟုတ်တယ်မလားမောရှိကမွေကိုမြုပ်ထားတဲ့ကဲတော့ငါဒီလက်ဝက်ကတမှာမြုပ်ချင်းခံရမယ်တက်ခံရလိမ့်မယ်ငါကိုယုံကြည်တော်သူဟာပြည့်စုံခြင်းတော်မရောက်ဘူးဆိုတော့ကျွန်တော်တို့ခက်မှာတော့ပညတ်တော်ဒီဥပရေဒီဘာဒီလောက်ဖို့လုံးဝမလိုတော့ဘူးယေရှုခရစ်တော်ဟာကျွန်တော်ကျမအတွက်လက်ဝက်ကတမှာအသေးခံရတယ်ကျွန်တော်ကျမတေရမယ့်အစားအသေးခံပေးတယ်ဆိုတော့ကိုယုံကြည်နေပြီးလုံလောက်ပြီးဒါပေမဲ့ဒီနေ့ဒီချိန်မှာရောယုံလာအဲ့ဒါကိုယုံကြလားဆရာဆရာမတွေကကျွန်တော်ကျမတို့ယုံလို့ခရိယာဖြစ်တယ်လို့ပဲပြောမှာဒါပေမဲ့လူတွေကပတ်ဆက်ကတော့ယုံတယ်လို့ပြောကြတယ်ဒါပေမဲ့ကျွန်တော်တို့ကဘာလို့တဲ့လဲကျွန်တော်တို့ကဘာကျူးစားတယ်အကောင်းဆုံးဖြစ်နေအောင်ကျွန်တော်တို့အတက်နံဆုံးအကောင်းဆုံးတော့ကိုလောက်နာဖို့ကျွန်တော်တို့ကျူးစားတယ်ဟုတ်တယ်မလားအချက်ဖြစ်ဖို့ဆဲလေးဖြစ်ဖို့လင်မှုတာစကားမပြောဘူးကျွန်တော်တို့ထင်ထားတယ်မဟုတ်လားကောင်းမှုကုတူလောက်ရင်ကောင်းမှုကုတူခံစားရမယ်ဆိုတဲ့ဟာကိုကျွန်တော်တို့စိတ်ထဲမှာမပြောနိုင်ဘူးနော်အဲ့ဒါကြောင့်လူတွေကသူ့ရဲ့ကောင်းမှုကုတူလောက်ချင်းသူ့ရဲ့ကောင်းကျိုးကိုပဲအကူတဲ့အတွက်ကြောင့်လူတွေအားလုံးမဟုတ်ဘူးနော်တချို့သောသူတွေကသူ့ဤဖက်မှာကောင်းမှုကိုအမေတန်ကျူးစားလာတဲ့အတွက်ကြောင့်ယေရှုခရစ်တော်လက်ဝက်ကတာမှာတည်ခြင်းဟာသူတို့အတွက်အလဟတာဖြစ်တယ်အဲ့ဒါကြောင့်ရှင်ပေါလုကပြောလဲယေရှုခရစ်တော်လက်ဝက်ကတာတည်ခြင်းဟာပြုတ်ဆုံသောသူတွေအတွက်မော်မိတ်တဲ့အရာမိတ်မဲတဲ့အရာဖြစ်တဲ့အတွက်ဖြစ်ပြီးကဲတင်ချင်းရနေတဲ့လူဒီအတွက်တော့ဘုရားသခင်ရဲ့ဘုန်းတကူတော်ဖြစ်တယ်ဆိုတော့ဒီနေ့ကျွန်တော်တို့ခက်မှာနော်ကျွန်တော်ရက်ဖြောင်းမယ်ကျွန်တော်တင်တို့မယ်ဒီနေ့ခရစ်စမတ်ကနေစပြီးတော့တချို့လူတွေကနော်ကျွန်တော်လည်းဟုတ်တယ်ဒီနေ့ခရစ်စမတ်ကနေစပြီးတော့ဒီနေ့အဲ့ဒီချင်းကနေစပြီးတော့ဒီနေ့ဘာလဲနှုတ်ချက်ချင်းကနေစပြီးတော့ဒီနေ့ဒီ conference ကနေစပြီးတော့ကျွန်တော်အကောင့်ဆုံးစုစားမယ်အတင်းတော်မှာပါဝင်မယ်အလူထဲမယ်အစားဆောင်စုတော့ပွဲမှာလည်းပါမယ်အလူငွေလည်းကောင်းထည့်မယ်ပြီးတော့pray worship မှာလည်းကျွန်တော်ဥဆောင်တော့မယ်နော်အတင်းထုတ်လူကြည့်လောက်မယ်ဘာညာနဲ့ကိုယ့်ရဲ့ကောင်းမှုကုတူလောက်ဖို့ပဲကျွန်တော်တို့အမေတန်ကျူးစားနေတယ်ဒီလိုဆိုရင်လက်ဝက်ကတန်ကိုကျွန်တော်တို့လှလွှဲသွားပြီကျွန်တော်တို့လက်ဝက်ကတန်ရောက်ဖို့ရတဲ့ကျွန်တော်တို့ဖက်မှာဘာတစ်ခုမှလောက်ဆောင်ဖို့မလိုဘူးဘာတစ်ခုမှကောင်းမှုမရှိဘူးယုံကြည်ခြင်းတစ်ခုပဲဒီနေ့ဖခင်သခင်ကခင်ဗျားနဲ့ကျွန်တော်ကိုယုံကြည်ဖို့ပဲကျွန်တော်တို့ကိုပြောထားလိုက်တယ်ဆိုတော့ဒီနေ့လူအများကအဲ့ဒီယုံကြည်ခြင်းကိုပထမမထားပဲနဲ့ကိုယ့်ရဲ့ကောင်းမှုကိုကိုလုံနာနဲ့ကိုအစွဲကိုအတက်နော်သူများကနော်ချီးမြှောက်ခြင်းကိုခံရလေလေပူပြီးတော့ဘော့တကင်ဖြစ်တယ်လို့ပဲခံစားရတယ်ဟုတ်တယ်မလားကျွန်တော်တို့တခါတလေအပတ်တမတချင်းဆိုတဲ့ prayer worship ပူဆောင်နေအစာဆောင်ဆုတောင်းပွေတယ်အမျိုးဖျားဖက်မှာအတင်းတော်ဖက်မှာပါဝင်တာများလေကျွန်တော်တို့ကတင်ချင်းကကြီးလေလို့ထင်ကြတာဘာကြောင့်လဲယုံကြည်ခြင်းမရှိလို့ပေါ့ကိုယ့်ရဲ့အပြုတ်အမူကိုအကူတဲ့အတွက်ကြောင့်ပဲဖြစ်တယ်ဆိုတာကိုလေဒီနေ့ယုံကြည်သူခက်အတင်းတော်ခက်ကာလမှာအကြီးကြီးဆုံးကယေရှုကိုတရားမှတရားယုံပါငါအပြစ်တာဘာမှမလုပ်နိုင်ဘူးငါလက်ဝက်ကတာမှာတည်ပြီးပြီဒီလက်ကကွန်ဆာဖို့နော်ဥပမာဒီလက်ကကွန်ဆာဖို့လက်ဝက်ကတာမှာယေရှုနဲ့တန်ရက်ခက်ပြီးပြီတည်ပြီးတဲ့လက်ကကွန်ရကန်နိုင်မလားမကန်နိုင်ဘူးဒါပေမဲ့ဒီလက်ကအပြစ်တရားမှာတည်ပြီးနော်ဒီလက်ကအပြစ်တရားမှာတည်ပြီးသားဆိုတော့ဝိညာဉ်တော်ဖက်မှာပဲနော်ဝိညာဉ်ကြီးရဖက်မှာပဲအသက်ရှင်တဲ့အတွက်ကြောင့်ဒီလက်ကကွင်းရကန်တဲ့လက်ကကျန်းစာကန်တော့တာနော်
ดีเล็กกับตัวเมียกูทูเรเล็กกับตัวเมียกูกองจีเปรเล็บผิดตัวบีeraกูตะเกะตะเกะบ่เนี่ยเกนลูกขอเลยeraกูตะเกะตะเกะจงจีตูลูกขอเลยเนาะကျွန်တော်တို့ချက်ထုတ်ကဗီဒီယိုရုံသွားတယ်တခါတလေနိုင်ကလပ်သွားတယ်တခါတလေဟိုပြုတ်ပွဲဆောက်ပွဲသွားတဲ့ချက်ထုတ်ကဒီနေ့တော့စူတောင်းပွဲသွားတဲ့ချက်ထုတ်ဖြစ်သွားပြီဒီနေ့တော့ဖျားချောင်းသွားတဲ့ချက်ထုတ်ဖြစ်သွားပြီဒီနေ့တော့အရှိဝေးသွားတဲ့ချက်ထုတ်ဖြစ်သွားပြီအဲ့ဒါကူမှတကယ်ပေါ်နေကဲဖြစ်တယ်နော် the healing power တော့နော် spirit power တော့ spiritual ဘာညာဒီဘောနော် conference မျိုးမျိုးတွေလူတွေကအမျိုးမျိုးတွေပြောကြတယ်နော်ဒါပေမဲ့မယုံနဲ့အဲ့ဒါမယုံနဲ့ကျန်စာကိုပြအောက်ကူပါအခုနာဆရာဖက်တွေ့တဲ့ကျန်ပိတ်မှာပါတွေ့လဲဖယားတခင်ထံကနေလာတဲ့ဒီယေရှုခရစ်တော်မတပန်းဘယ်သူမှကောင်းကင်နိုင်ငံကိုရောက်ပြီးတော့ကောင်းကင်နိုင်ငံကနေမေချီကိုရှင်းသက်လာပြီးတော့မေချီကနေကောင်းကင်နိုင်ငံကိုတွားတဲ့လူတယောက်မှမရှိဘူးလို့ကျမ်းစာမှာပြောတယ်ယေရှုခရစ်တော်ကိုတန်ပြောတယ်ဒီနေ့နော် healing power ဒီလူတွေနော်အများကြီးကပါပေါ်မှာနော်ငါကတော့ဖျားသခင်ကဖွင့်ပြတယ်ဝိညာဉ်တော်ကနေငါကိုဥဆောင်ပြီးတော့ကောင်းကင်နိုင်ငံရောက်တယ်ကောင်းကင်နိုင်ငံမှာဆွေးပြီးပဲအရန်ကောင်းတယ်ငရေပြီမလေးယေရှုခရစ်တော်ကငါကိုခေါ်ဆောင်သွားတယ်ဝိညာဉ်တော်ကကျွန်တော်ကိုငရေပြီကိုဖွင့်ပြတယ်ငရေပြီမှာတော့ငါအရန်နာနေကွာအရန်မြင်ရတယ်ကွာငရေပြီမှာတော့ဒီလူတွေရှိတယ်အဗရာဟမ်လင်ကွန်တွေရှိတယ်ဘာညာတွေရှိတယ်မိအောင်နာတို့ရှိတယ်ဒီလူမျိုးယူပါယုံနေစိတ်ကိုကြီးပြောတဲ့လူတွေအများကြီးဒီနေ့မှာအပြည့်ချစ်တရိထားပါနော်ယေရှုခရစ်တော်ကိုတန်ပြောတယ်ငါမှတပါဘသူမှကောင်းကင်နိုင်ငံမရောက်ဘူးတဲ့ကောင်းကင်နိုင်ငံနဲ့ဒီလောကကိုရှင်းသက်လာတဲ့လူလည်းမရှိဘူးတဲ့ဒီလောကနဲ့ကောင်းကင်ကိုတွားတဲ့လူတယောက်မှမရှိဘူးတဲ့ယေရှုခရစ်တော်ပြောရတဲ့နဲ့ဒီနေ့ကျွန်တော်တို့ယုံတယ်အဲ့ဒီလူမျိုးစကားကူတော့ကျွန်တော်တို့နားထောင်ချင်တယ်ရှာမတို့တရိထားပါဒီနေ့နောက်ဆုံးတော့ကာလမှာနော်ဟေဘဲရှင်မတဲ့အခန်းကြီး20လေးမှာဘာကြည့်ထားလဲရှင်မတဲ့အခန်းကြီး20လေးအငယ်လေးကိုဖတ်ကြည့်ပါအဲ့လိုမျိုးပြောနေရှာမတို့အပေါ်မှာကျွန်တော်တို့စိတ်ဆူတယ်လို့ဖြစ်သွားပြီနတ်ဆူရီနော်မဿဲ24နော်20လေးအခန်းငယ်လေးကနေဖတ်တယ်ယေရှုကလည်းတင်တို့ကိုအဘယ်သူမျှမလက်ပြားစေခြင်းကတတိပြုကြတော့ဖတ်အများသောသူတို့ကငါသည်ခရစ်တော်ဖြစ်ဟုဆိုလျက်ငါ၏အယောင်ကိုဆောင်၍ပေါ်လာသဖြင့်လူအများတို့ကိုလက်ပြားကြလိမ့်မည်တင်တို့သည်စစ်တိုက်ခြင်းအကြောင်းကို၎င်းစစ်တိုက်အံ့သောတည်င်းစကားကို၎င်းကြားရကြလိမ့်မည်တိုးတော်လည်းစိုးရိမ်တုန်လှုပ်ခြင်းမရှိစေခြင်းကတတိပြုကြလော့ထိုအမှုအရာအပြီးဖြစ်ရမည်တိုးတော်လည်းအဆုံးပြီမဖြစ်သေး number 10ငယ်10ထိုကာလ၌အများသောသူတို့သည်ဖောက်ပြန်ခြင်းတို့ရောက်၍အချင်းချင်းတယောက်ကိုတယောက်အပ်ကြလိမ့်မည်ငယ်7ဖြစ်ပါအချင်းမုန်းကြလိမ့်မည်မိစ္ဆာပရောဖက်များတို့သည်ပေါ်လာ၍လူအများတို့ကိုလှည့်ပြားကြလိမ့်မည်ပြီးဆုံးပြီနော်ဒီချမ်းပိတ်ပြီးဆုံးပြီနော်အခုဂျန်တိတ်ပွဲရှူတာကနော်အရှင်နုံကတော့ပထမကပါရှိဒုတိယကပါရှိဂျပန်ရှိပွဲဗီယက်နမ်နဲ့အမေရိကရှိပွဲပဲကျွန်တော်တို့နားထဲမှာကြားဘူးတယ်နော်ဒီနေ့ဒီချင်းကမှာကျွန်တော်တို့အင်ထဲမှာကျွန်တော်တို့တမ်းပြည်မှာကျွန်တော်တို့နိုင်ငံမှာနော်တိတ်ပွဲတွေနေ့ရက်မညမနာတော့ဘူးနော်အဝေးတနေရာကပဲဖြစ်အနီးကနေပဲဖြစ်အဲ့ဒီဂျန်တိတ်ချင်းကြားလာလိမ့်မယ်အဲ့ဒီချင်းမှာတရိထားပါနော်အမျိုးသမီးတယောက်ကကလေးမွေးရတော့မယ်အချိန်မှာနာတလူပဲဖြစ်တော့တယ်အဲ့ဒီတမကတကယ်တရိထားကြပါဘယ်သူမှမလှည့်ဖျက်စင်နဲ့လို့ပြောတယ်နော်ဘယ်သူမှအလှည့်ဖျက်ခြင်းမခံစင်နဲ့မိစ္ဆာပရောဖက်တွေထွက်လာလိမ့်မယ်အခုနာစာပြောတယ်နော်အတင်းတော်ဒီထောင်မဲ့ခက်ကာလမှာအကြီးကြီးသောပုဂ္ဂိုလ်တွေကိုအကြီးကြီးသောနေရာမှာအကြီးကြီးတဲ့လူအပ်တဲ့နမိတ်လက္ခဏာတွေပါဝါတွေပြတ်တင်ပေးလိုက်တယ်ဒါပေမဲ့ယေရှုခရစ်တော်ခုပါပြောလဲဒီလူမျိုးနမိတ်လက္ခဏာတွေနော်ဒီလူမျိုးအယောအဆောင်တွေကဘသူတွေလဲမိစ္ဆာပရောဖက်တွေဖြစ်တယ်လို့ပြောတယ်ယေရှုခရစ်တော်ကြွလာခါနီမှာဒီခက်ကလာကုံဆုံးခါနီမှာဆိုရင်နော်မိစ္ဆာပရောဖက်တွေထွက်မယ်တ
ริชาเจ้าบ้าตัวเมียยัดเล็บเพียชิงกูมาขันเนี่ยตัวเรากับตัวเมียกูลึงเลยนะอ๋อเนาะมิวตัวเนาะอันโอ้พูดได้ไม่เล็กขนาดเมียกูปิ้วลาลิงเมียเอากูพันจีเลยเอามาเปลี่ยนเพลเลยเนาะเปลี่ยนเพลยังอากูลงด้วยเมียกูเรามาพันเนี่ยชิงไม่ชิดหรอกเออเราจะลูเมียกูลิงเลยนะเอาเล็บเพียนะอ๋อเนาะมิวตัวเนาะนั่นไม่เล็กขนาดกูเล่าไหมจะเราหาข้าศึกมาบอกอังกฤษลูกบ้าเปียวเลย the grace miracle ลูกเปียวท่าเลยหาข้าลูกเนาะครัวหาทิลเลียนกันอะไรครัวหาทิลเลียนกันอันตัวอะไรเออเราจะดีเนี่ยครัวหาทิลเลียนกัน the great miracle เนาะอันโอเพนเนี่ยไม่เล็กขนาดเล่าได้ลูกดิฮะแต่แกเยซูก็เซลล์เด็กพยาตะกินก็เซลล์เด็ก prophet ที่มาเขาดูไปเนี่ยไม่ทราบ prophet เป็นพิธีสุดาดมาเจ้าสามาก้องมุมพอเพียท่าเลยเออเราจะไม่ยงไม่ชินเนี่ยตรีท่าเจ้าบ้าเนาะสุ่งโตกาลามาอลิงมาขันเนี่ยเนาะลงว่าอลิงมาขันเนี่ยเราก็ปัดออกมาจัดทีบ้ายงจีชิมมาลงว่าจัดทีบ้าที่อปุ่นเมียตีน้ำพูอย่างเด็ดปิงกองน้ำพูอย่างเด็ดจนเราก็อมิตรกับเมียตัวมาอย่างนี้ยงจีชิมธรรมจันทร์สามาอมิตรมาตัวบุษเนาะจนเราก็เลี้ยห้องมั้ยเนาะเลี้ยเนี่ยตามมาจนเราปาตัวมั้ยตัวเราบลูสกาพิโอตัดทะเลสุดเนาะอัตเตไม่ชินเนี่ยปิงกะลงว่ามาเท่ากูเลยอัตเตสินเนี่ยปินตาเลนเท่าเดร์เออเราจะวิ่งเงินเนาะเราเสียลาบิสิเนาะโอ้เลี้ยห้องมั้ยก็สิเนาะเสียเราเลี้ยตัวมั้ยเออจะมาอัตสินเนี่ยลูเท่าเสียเลยลูรีบ่ตัวเราสกาพิโอราโตเรเนาะตัดเนาะဒါမဲ့ယေရှုကတော့ဘာပြောလဲဟိုနာရွေ့လဲဒီနာရွေ့လဲနော်ကျုပ်ပင်လို့ဟိုနာဒီနာရွေ့လဲအရှိအနောက်တော်ရွေ့တဲ့လူတွေကနော်တေးပေါ်မှာအိမ်ဆောက်တဲ့လူတွေမခံခက်နဲ့ယုံကြည်သူဖြစ်တယ်တဲ့ဟိုနာမှာအနောဖွဲ့ရှိတဲ့ရှင်တို့တခါလေဝူသွားတယ်ဟိုနာမို့ရှင်တို့ဝူသွားတယ်တဲ့ဒီလူတွေကမခံခက်ဘူးတဲ့ယုံကြည်ခြင်းမရှိဘူးတဲ့သူများအပြောအပကိုလဲတဲ့လူတွေဖြစ်တယ်အဲ့ဒါကြောင့်နောက်ဆုံးတော့ကာလမှာဒီချက်ဒီချင်းခါလာမှာနော်ကျွန်တော်တို့ကအရန်ကိုတတိထားဖို့လိုတယ်ဆိုတော့ကျွန်တော်တို့စကရင်ရှာလောက်ထားပြီးသားလောက်ထားတဲ့ဟာကိုဆရာမတို့မမီဒီမဲ့ထင်တယ်ဆိုတော့ဒီခက်ကာလကုန်ခါနီမှာနော်ဒီအတင်းတော့ခက်ကုန်ခါနီမှာဘာဖြစ်လာမလဲဆိုတော့အဲ့ဒီchas ပုံလေးမှာတွေ့ထားမယ်တွေ့မယ်ထင်တယ်screen share တစ်ချက်လောက်ကြည့်မယ်နော် screen share တစ်ချက်လောက် share ကြည့်မယ်ဆိုတော့ဆရာမတို့မြင်လားscreen share မှာchas ပုံလေးကိုကျွန်တော်တို့ပြန်ကြည့်မယ်အားလုံးမြင်တယ်နော်ဒီမှာအားလုံးမြင်တယ်နော်ဒီလက်ဝက်ကတာမှာယေရှုခရစ်တော်ပြီးတာနဲ့အခုကျွန်တော်ပြောနေတဲ့ကျေးဇူးတော်ကာလပေါ့နော်ဒီကျေးဇူးတော်ကာလအတင်းတော်ကာလမှာယုံကြည်တော်သူအားလုံးဟာဒီကနဲ့လေပေါ်မှာချီနှောင်ခြင်းခံရလိမ့်မယ်ချီနှောင်ခြင်းကိုခံရလိမ့်မယ်အဲ့ဒီချီနှောင်ခြင်းခံရပြီးတဲ့နောက်ပိုင်းမှာဒီလောကမှာခုနှစ်ကြည်ပေးတာကြီးကာလကျရောက်လာလိမ့်မယ်ဒီခုနှစ်ကြည်ပေးတာကြီးကာလကျရောက်တဲ့အချိန်မှာဒီနေ့ယေရှုခရစ်တော်ကိုယုံကြည်သူသားသမီးတွေအားလုံးဟာဒီမှာလေပေါ်မှာမနော်ကျွန်တော်တို့စုကျေယူခံစားရမယ့်အချိန်ဖြစ်တယ်ဆွေတရဖူရီနော်ကျွန်တော်တို့အသက်ရှင်တရဖူရီကဲတင်ချင်းတရဖူရီဒီမှာကျွန်တော်တို့လက်ဆောင်ပေးခြင်းကိုခုနှစ်ပတ်လုံးယုံကြည်သူတွေနဲ့ယေရှုခရစ်တော်နဲ့ဓမ္မတော်တွေအားလုံးဟာ in the year လေပေါ်မှာကျွန်တော်ခုနှစ်ပတ်လုံးဒီမှာနေမှာဖြစ်တယ်အဲ့ဒီချိန်ကာလမှာဒီလောကမှာဘေးဒဏ်ကြီးကာလရောက်ဆိုင်လာလိမ့်မယ်အဲ့ဒီဘေးဒဏ်ကြီးကာလမှာမနေ့ကဖက်တယ်လို့ဘယ်သူကမှအသက်ရှင်မဲ့လူကရန်တက်လူမျိုးတပါတော့လူမျိုးတွေကအသက်ရှင်မဲ့လူရှိမှာမဟုတ်ဘူးကဘာသုံးပုံနှစ်ပုံကမီးလောင်ပျက်စီးသွားမယ်သုံးပုံတစ်ပုံကရီခါကြောင့်တေချရမယ်ဆိုတော့သုံးပုံတစ်ပုံပဲကျန်တော့တဲ့အလေဘဟုမှာကျန်တော့တဲ့ဣတရေလလူမျိုးမိသားဒီမှာကျန်တော့မယ်ဖြစ်တဲ့အတွက်ကြောင့်ဒီမှာကျန်တဲ့လူတွေအလုံးဟာဣတရေလလူမျိုး12မျိုးထဲမှာဘုရားသခင်က
จะติ้งเลยตอนกูใจบีรอเยซูคริสต์ดีโลกามาโอลิฟตองปอมาตูชินเตลาโรเมดีตองปอมาชินเตลาเรชิมาญาเพ่มาชีเรลูดีอาลงโกนิตทองเนาะအခုနာပြောတဲ့ the kingdom of heaven ကောင်းကင်နိုင်ငံမှာသူတို့ကိုအနှစ်ပေါင်း1000ရောက်ရှိလာတော့မယ်အဲ့ဒီချိန်မှာကျွန်တော်တို့ကဇာတိပဂတိမဟုတ်တော့ဘဲနဲ့ glorified body နော် glorified body နဲ့ကျွန်တော်တို့ကဒီကားနဲ့ဣတရေလလူမျိုးတွေကိုကျွန်တော်တို့ကအောက်ချုပ်မှာဖြစ်ပါတယ်အောက်ချုပ်မှာဖြစ်ပါတယ်အဲ့ဒီနှစ်ပေါင်း1000ကုန်တာနဲ့ဒီမှာတရားရှိရင်ချင်းနောက်ဆုံးတော့တရားရှိရင်ချင်းဖြစ်မယ်ဒီနောက်ဆုံးတော့တရားရှိရင်ချင်းဟာဒီလောကစတင်ကြတဲ့ကနဲ့နော်ဒီလောကစတင်ကြတဲ့ကနဲ့မယုံကြည်သူတွေအလုံးတည်ဆူတဲ့သူတွေအလုံးဒီမှာစီအောလူခေါ်တယ်စီအောနော်အဲ့ဒီစီအောမှာရှိတဲ့လူတွေအလုံးကိုရှင်ပြန်ထမြောက်ပြီးတော့ဒီပလင်ဖြုံတရားရှိရင်ဒီမှာသူတို့ရှင်ပြန်ထမြောက်လာလိမ့်မယ်အဲ့ဒီမှာအသက်ဆောက်ကိုယေရှုခရစ်တော်ကိုယ်တိုင်ကအသက်ဆောက်ကိုတူထားလိမ့်မယ်သူတို့ဒီအလုံးဟာအသက်ဆောက်ထဲမှာလုံးဝနာမည်မပါတော့တဲ့အတွက်ကြောင့်ကောင်းကင်ကနဲ့မိအန်ကျက်ရောက်လာပြီးတော့ဒီလောကမှာလုံးဝထာဝရမိအန်နော်ဒုတိယအသေးချင်းတရားနဲ့သူတို့ရင်ဆိုင်ရတော့မယ်သူတို့အပိတ္တရီအလုံးဟာဒီကနဲ့ထာဝရတေချင်းတရားကိုရင်ဆိုင်ပြီးတော့ကျွန်တော်တို့ဒီမှာချီနောင်ချစ်မှာပါဝင်တဲ့ယုံကြည်သူတွေအားလုံးနဲ့နှစ်ပေါင်း1000မှာဝင်တဲ့ဣသရေလလူမျိုးတွေအားလုံးနဲ့အိုဒီခက်ကကပါမေကြီးနဲ့လောကင်ဖန်ဆင်းရှင်ကလေးကနော်တေဆုံးသွားတဲ့ယုံကြည်သူအောက်ဒီခက်ကယုံကြည်သူအာဗြဟံတို့နောအာတို့မောဆက်တို့ကနော်သူတို့ကရှင်ပြန်ထမြောက်ပြီးမှယေရှုခရစ်တော်သူတရားကြွလာတဲ့အချိန်မှာသူတို့ကရှင်ပြန်ထမြောက်ပြီးတော့နှစ်ပေါင်း1000မှာယေရှုခရစ်တော်နဲ့သူတို့ကယစ်ပရောဟက်ကြီးဖြစ်လာလိမ့်မယ်ဒီလူတွေအားလုံးဟာသူတို့ဒီမှာ eternal past eternal future ဆိုတဲ့ထာဝရအသက်ရှင်ခြင်းနော်ကောင်းကင်နိုင်ငံလို့ခေါ်တဲ့ထာဝရအသက်ရှင်ခြင်းနိုင်ငံမှာကျွန်တော်တို့တွားရမှာဖြစ်ပါတယ်ဆိုတာကိုဒီ church လေးနဲ့အနေငယ်ပြောချင်တာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ဒီမှာသိရှိဖို့ကကျွန်တော်တို့ rapture ဆိုတဲ့ဟာကဘာကူဆူလူချက်တလဲဆိုတော့ rapture မှာကျက်စာဖတ်ဖို့ကအများကြီးရှိတယ်ဒါပေမဲ့ဒီညမှာတော့အချိန်မရှိတော့ဘူးကျက်စာဖတ်မယ်ဆိုတော့အများကြီးပဲရှိတယ်တော့ဒီညတော့ဖတ်လို့အချိန်ကမရတော့ဘူးဆိုတော့ဒီလောက်နဲ့ပဲကျွန်တော်တို့ကနားလိုက်မယ်နည်းနည်းပပဟိုပြလိုက်မယ်နော်အဲ့ဒါကြံပိတ်လေးတွေကြံပိတ်လေးတွေကစကရင်ရှူလောက်ရင်လောက်လိုက်ပါမြင်လားတယောက်လောက်ပြောပါဦးတယောက်လောက်ပြောပြပါအဲ့ဒီရှင်းလို့နဲ့ရှိထားတော့နားမလဲရင်လဲဟောမှာပေါ့နော်စကရင်ရှူလောက်ပြီးတော့ကျန်းစာလောက်လေးဖတ်ပါဒီဟာက rapture ပေါ့နော် rapture မှာဘာဖြစ်လာမလဲဒီလောကမှာဘာဖြစ်လာမလဲဆိုတာကိုလေအဲ့ဒါ screen shoot လုပ်ပြီးတော့ကျန်းစာလေးတွေကိုဆရာမတော့ဖတ်ပြပါပြီးတော့ခုနှစ်ဘေးတာကြည့်ကာလမှာနော် 7 year tribulation မှာဘာဖြစ်လာမလဲဆိုတာဆရာချင်းလူနဲ့ရေးထားတော့အင်္ဂလိပ်လိုပဲရေးဘာသာမပြန်ဖြစ်တော့ကျန်းစာကျန်းပိတ်လေးတွေကိုမှတ်ထားလိုက်ပါခုနှစ်ဘေးတာကြည့်ကာလမှာဘာဖြစ်လာမလဲပြီးတော့ချင်းအောင်ချင်းမှာဘာဖြစ်လာမလဲဆိုတာလေးကိုမှတ်ထားပါပြီးမှဒီမှာဒုတိယကြွလာခြင်း second coming ပေါ့နော်ဒုတိယယေရှုခရစ်တော်ကြွလာတဲ့အချိန်မှာဒီလောကမှာဘယ်လိုဖြစ်လာမလဲဆိုတာလေးကိုဒီမှာကြံပိတ်လိုက်နဲ့ပေးထားလိုက်တယ်အဲ့ဒီကြံပိတ်လေးတွေကိုဆရာမတော့ဖတ်ကြပါယေရှုခရစ်တော်ဒီလောကမှာကြွလာတဲ့အချိန်မှာဒီဟာလိုမျိုးတွေဖြစ်ဖြစ်မယ်ဆိုတာကိုဒီမှာကျန်းစာလေးနဲ့မှတ်ထားပြီးတော့screen shoot လုပ်ကြပါပြီးမှအဲ့ဒီခုနှစ်ဘေးရန်ကြည်ကာလပြီးတာနဲ့နှစ်ပေါင်း1000နော်အခုနပြောတဲ့ kingdom of heaven နော်ကောင်းကင်နိုင်ငံဒီလူအနည်းပြီးဆိုတဲ့နှစ်ပေါင်း1000ကောင်းကင်နိုင်ငံကိုဒီရမယ့်အချိန်ကနှစ်ပေါင်း1000 millennium kingdom လို့ခေါ်တယ်အဲ့ဒီအချိန်မှာဘာဖြစ်လာမလဲဆိုတာကိုလည်းဒီမှာကြံပိတ်လေးနဲ့ဖတ်ပြီးတော့ screen shoot လုပ်လိုက်ပါအချိန်မရတော့တဲ့အတွက်ကြောင့်အသေးစိတ်မပြောပြနိုင်တော့ဘူး
ပြီးတော့မှခုနပြောတဲ့ပလင်ဖြုံတရားစီရင်ခြင်းကနောက်ဆုံးတော့မယုံကြည်သူတရားစီရင်ခြင်းဖြစ်တယ်နော်နောက်ဆုံးမှာတရားစီရင်ခြင်းပလင်ဖြုံတရားစီရင်ခြင်းရှိမယ်အဲ့ဒါကတော့ထာဝရအသက်ရှင်ခြင်းနဲ့ထာဝရတည်ခြင်းတရားဖြစ်ပါတယ်ဆိုတာကိုဆရာမတို့ကတိထားပူတယ်ပြီးတော့ထာဝရအသက်ရှင်ခြင်းနဲ့ထာဝရငရဲကကျမ်းစာမှာဘယ်လိုဖော်ပြထားတယ်လဲဆိုတော့နော်ဒီမှာကျမ်းစာပိုက်လဲနဲ့ရေးထားတယ်ဘယ်တော့မှမကုံဆုံးနိုင်တော့တဲ့ထာဝရဖြစ်တယ်ဘယ်တော့မှမကုံဆုံးနိုင်တော့တဲ့ eternal ဖြစ်သွားတယ်နော်အဲ့ဒီထာဝရဆိုတာကဘယ်လောက်ကြာမလဲဆိုတာတော့လူတွေကပြောလို့မရတော့ဘူးထာဝရဆိုတာတော့ထာဝရပဲနော်အဲ့ဒါကြောင့်ဒီဟာလေးတွေကဆရာမတို့အရန်အရေးကြီးတယ်နောက်ဆုံးအနေနဲ့တခုပြောချင်တာကအဲ့နော်ဒုတူတယောက်ကပြောတယ်ထာဝရဆိုတာဘယ်လောက်ရှိတယ်လဲပေါ့နော်တလမဟုတ်ဘူးနော်နလမဟုတ်ဘူးနော်6လ10နှစ်မဟုတ်ဘူးနော်အနှစ်100နှစ်1000မဟုတ်ဘူးနော်ထာဝရဆိုတာဘယ်လောက်ရှိတယ်လဲလို့မဲတဲ့အချိန်မှာတောင်လောက်ကြည့်တဲ့နော်တောင်လောက်ကြည့်တဲ့ကြောက်တုံကိုငှက်တကောင်ကတစ်နှစ်တစ်ခါမှာချိတ်ပြီးတော့ငန်းရှစ်လောက်ပဲကိုယ်တော်တဲ့အချိန်မှာအဲ့ဒီကြောက်တုံကြီးပြည့်စုံတဲ့အချိန်မှာထာဝရဆိုတာစတင်တာပဲဖြစ်မယ်ဘယ်လောက်ကြာမလဲတော့အဲ့ဒါကြောင့်အဲ့ဒီထာဝရငရေကလည်းဘယ်လောက်ရှိလဲမသိနော်ပူတော့မတည်ဘူးနော်လူမပြောနဲ့နော်ပူတော့မတည်ဘူးဘူးမတည်မိမငိမ့်ဘယ်လောက်ကြောက်ရှာကောင်းလဲမနေ့ကပြောတယ်ရှိတစ်ဆက်တော့မှကျွန်တော်တို့မခံနိုင်ဘူးနော်ဖျောင်းနာမိလဲကျွန်တော်တို့ထူတာတော့မှလက်ကမခံနိုင်ဘူးနော်တခါတလေနေပူပြီးတော့မှရုပ်ခွမရှင်းပန်ကမရှင်းကျွန်တော်တို့အင်ကြီးချွတ်ပြီးတော့နော်ချွဲနဲ့ပြန်နေမခံနိုင်ဘူးမလားပူတော့မတည်တဲ့မိမငိမ့်နဲ့ငရဲထဲမှာထာဝရဖြစ်ရလိမ့်မယ်အဲ့ဒါကြောင့်ဒီနေ့ဆရာမတို့ကျွန်တော်ကျမတို့ရဲ့အဓိကတာဝန်ဟာဓမ္မတော်အထုမှာယေရှုခရစ်တော်ကပြောတယ်ရှင်ပေါလုကာကပြောတယ်ရှင်ပေါလုကလည်းပြောတယ်ယုံကြည်သူတို့တယောက်ဖြစ်ပြီးယေရှုခရစ်တော်ကိုကယ်တင်ပန်ရှင်ဖြစ်လက်ခံပြီးဝိညာဉ်တော်ဖျားနဲ့အသက်ရှင်ပြီးဆိုတော့ကျွန်တော်တို့ရဲ့အဓိကတာဝန်တို့တရားကပြုတ်ဆုံးသောဝိညာဉ်တူတော်တယောက်တော်သူကိုဖျားသခင်ထံတော်ခေါ်ဆောင်ခြင်းဖြင့်ကယ်တင်ခြင်းရရှိနိုင်ဖို့ရတဲ့ကျွန်တော်တို့ရဲ့အဓိကတာဝန်ဖြစ်တယ်ဘုရားသခင်ကပြောတယ်တွားပြီးတော့နိချစ်ပေးပါလို့မပြောဘူးတွားပြီးတော့အနာရောဂါငင်တက်ပါလို့မပြောတော့ဘူးနော်တွားပြီးတော့ဝိညာဉ်ခွာပြည့်စေပါလို့မပြောတော့ဘူးနော်တွားပြီးတော့အမျိုးမျိုးတော့ဘာသာစကားပြောပါလို့မပြောတော့ဘူးနော်တွားပြီးတော့နမိတ်လက္ခဏာတွားပြောပါလို့မပြောတော့ဘူးနော်တွားပြီးတော့ယုံကြည်ခြင်းတရားကိုဟောပြောပြီးတော့ကဲတင်ထင်းတရားတရင်ကောင်းကိုယုံကြည်လက်ခံတော်သူဒီတင်နောက်နဲ့ငါအတူအမေတာပါရှိမယ်လို့ပြောထားတော့တယ်နော်အဲ့ဒါဆိုဒီနေ့ဘုရားသခင်မှာထားတဲ့နောက်ကပတ်တော်ဓမ္မကျမ်းစာကကျွန်တော်တို့ကဘာတင်ပေးခဲ့တယ်လဲဘာတင်ပေးခဲ့တယ်လဲဆိုတာကိုမသိပဲနဲ့ကျွန်တော်တို့နားရတာဖြစ်ကိုကျွန်တော်တို့ပါသွားပြီရှင်နော်နောက်ဆုံးကျွန်တော်တို့ရောက်တဲ့ line ကတော့ဘုရားတို့ကြုံပါပဲလမ်းအခြေကြီးမှာကားအလုပ်ခုံလို့တွားလို့ရတယ်နော်လမ်းအခြေကြီးမှာတော့ကားလို့ခုံလို့တော့တွားလို့ရတယ်ကားနဲ့တွားလို့ရတယ်ဆိုင်ကယ်နဲ့တွားလို့ရတယ်နော်ပြောတယ်ပါတယ်ဒါပေမဲ့နောက်ဆုံးကြတော့လမ်းကဆုံးသွားတယ်တဲ့ဒါပေမဲ့တင်းချက်နဲ့အပိတရားကိုဆောင်လွှဲခြင်းကဖျားသားဖြစ်ပြီးငါဖျားသားသမီးဖြစ်ပြီးဒီဟာကျွန်တော်မလောက်တင်တော့ဘူးဆိုတဲ့တင်းချက်နဲ့လမ်းချင်းလေးမှာတွားတဲ့လူသားလဲနောက်ဆုံးမှာဘာဖြစ်မလဲထာဝရကောင်းကင်ထာဝရပြုတ်ရှင်မှုကိုခံစားရမှာဖြစ်တယ်ဆိုတာယေရှုခရစ်တော်ကိုယ်တိုင်ကလည်းတင်ပြတာဖြစ်တယ်အဲ့ဒါကြောင့်ဒီနေ့ဆရာမတွေအားလုံးကျွန်တော်နှုတ်ကပတ်တော်တင်နေဆိုတာကသူများကိုပထမကျွန်တော်ကျမတို့ဘဝအတွက်ခံယူဖို့ဖြစ်တယ်ဒုတိယကျွန်တော်ကျမတို့ခံယူတဲ့ကောင်းသောတရင်ကောင်းကိုသူများကိုဝင်ငါဖို့ကဘုရားသခင်ကကျွန်တော်တို့ကိုစေခါနာဖြစ်တယ်ဆိုတာကိုဆရာမတို့အားလုံးနားလည်ဖို့ရန်ဒီညဆရာနောက်ဆုံးပြောချင်တာဖြစ်ပါတယ်ပထမညကနဲ့ဒုတိယညကနဲ့တတိယညအထိမေတ္တာပါဝင်ပေးတဲ့ဆရာမတွေအားလုံးကိုလည်းဘုရားသခင်ဆက်လက်ပြီးတော့အသုံးပြုပါစေဘုရားသခင်နိုင်ငံတော်အတွက်ပြုစုတော်ဝိညာဉ်တော်အတွက်ကျွန်တော်တို့တည်ယူနေတဲ့နှုတ်ကပတ်တော်အဖြစ်ဆရာမတို့အတွက်ဆရာမတို့ကျွန်တော်တို့အားလုံးအသက်တာကိုဘုရားသခင်ဆက်လက်ပြီးတော့ကောင်းချီးပေးပြီးတော့အသုံးပြုပါစေလို့ပြောရင်းနဲ့ဆရာနေကုန်းချုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ဘုရားသခင်ကောင်းချီးပေးပါစေဆရာမချေတူထီချင်းရင်ဆရာမချေချင်းကျူပေးပါလို့မေခွန်းလေးပါလေးရှိနေမေလို့ရပါတယ်လို့နော်ကျေးဇူးတင်ပါတယ်အားလုံးကိုဘုရားကောင်းချီးပေးပါစေ